သေချာတဲ့လမ်းကလျှောက်လှမ်းပါလို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာအပန္နကပฏิပဒါလို့အပန္နကဆိုတာအလွဲအချော်မရှိသောလို့အဓိပ္ပာယ်ရအလွဲချော်မရှိတဲ့လမ်းစဉ်အလွဲချော်မရှိတဲ့ကျင့်စဉ်တစ်ခုအဲ့ဒါအပန္နကပฏิပဒါမြန်မာလူမျိုးတွေကလည်းပြောလို့ရှိကြတယ်အရင်လိုလမ်းအိုလိုက်ဆိုပြီးတော့မမှားနိုင်တဲ့လမ်းကိုပြောကြတခါတရံအသစ်ထွင်ထားတဲ့လမ်းမျိုးကလူရစခန်းကိုမပေါက်ဖဲနဲ့ရှိတတ်တယ်အများသောနေချလမ်းဖုံးနေတဲ့လမ်းကြီးကတော့မရောက်ဘူးလို့မရှိဘူးရှောင်းလန်းသွားတဲ့လူတွေအချိန်ချင်းရောက်ရှိပြီးတော့သွားကြတယ်ဒါကြောင့်မို့လို့အရင်လိုလမ်းအိုဆိုတာလမ်းဟောင်းသွားနေချလမ်းတိုင်းရှောက်လှမ်းပါလို့ဗမာစကားဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ဘုရားမြတ်စွာကအပ္ပန္နကပฏิပဒါဆိုတာနိဗ္ဗာန်ခရီးကိုရှောက်လန်းတဲ့ပုဂ္ဂိုလ်သို့မဟုတ်တန်တရားခရီးကိုရှောက်လန်းတဲ့ပုဂ္ဂိုလ်တိုင်းဟာရှေးသူတော်စင်တွေသွားရိုးသွားစဉ်ဖြစ်တဲ့လမ်းကြောင်းကြီးရှိတယ်အဲ့ဒီလမ်းကြောင်းကြီးအတိုင်းရှောက်လန်းသွားမယ်ဆိုလို့ရှိရင်လူရစခန်းကိုရောက်နိုင်တယ်မလွဲနိုင်တဲ့လမ်းသေချာတဲ့လမ်းအပ္ပန္နကပฏิပဒါလို့ဒီလိုခေါ်စလုံးပေါင်းတဲ့အခါကျတော့အပ္ပန္နကဆိုပါဠိစကားဖြစ်သည့်အတွက်ကြောင့်ပဏ္ဏဆိုတဲ့စကားလုံးကပါးဆောင်ရဲ့နာကြီးနှလုံးဆင့်ပြီးတော့ရေးတဲ့စကားလုံးအပန္နကအလွဲအမှားမရှိအတိတ်ဆောင်မရှိသေချာတဲ့လမ်းလို့ဒီလိုအဓိပ္ပာယ်ရလောကမှာကအမြင်တွေကအမျိုးမျိုးရှိအပြောဆိုတွေကအမျိုးမျိုးရှိတရားလမ်းစဉ်တစ်ခုဟာစကားလေးတစ်ခွန်းနဲ့ပဲနည်းနည်းလေးလွဲသွားတာနဲ့လမ်းကြောင်းတစ်ခုကလည်းလွဲသွားနိုင်သေးတာပဂတိလမ်းမကြီးမှာလမ်းမွာတွေလမ်းသွယ်တွေများနေလို့ရှိရင်လူရစခန်းမရောက်နိုင်မဲနဲ့မှားတဲ့လမ်းကိုရှောက်လမ်းမိတတ်တာလို့အဲ့ဒါလိုပဲတန်တရားခရီးလျှောက်လန်းတဲ့အခါမှာလည်းပဲလူတွေရဲ့အတွေးအမြင်ပုဂ္ဂိုလ်တွေရဲ့အတွေးအမြင်ထိုအတွေးအမြင်ကိုအထင်အမြင်တွေကလွှမ်းမိုးထားသည့်အတွက်ကြောင့်လျှောက်လန်းတဲ့အခါမှာလွဲချော်သွားနိုင်တယ်။ဒါကြောင့်မို့မလွဲတဲ့လမ်းကလျှောက်သေးကြတဲ့လမ်းကလျှောက်လို့ပြောတယ်အဲ့တော့လွဲသွားနိုင်တဲ့လမ်းတွေဆိုတာနဲ့ပတ်သက်ပြီးဘုရားမြတ်စွာကဘုရားဟောတရားတော်နဲ့ပတ်သက်ပြီးတော့ကိုပဲလွဲချော်သွားတာတွေရှိနိုင်လို့မြတ်စွာဘုရားကမှတ်ကြောက်ကလေးတွေကိုပေးထားခဲ့တာရှိတယ်ဒီကနေ့ခေတ်မှာမှတ်ကြောက်ဆိုတာဘယ်ပုဂ္ဂိုလ်တွေအသုံးပြုတော့ဆိုရင်ရွှေအယောင်းဝယ်လုပ်တဲ့ပုဂ္ဂိုလ်တွေကမှတ်ကြောက်ကိုအသုံးပြုကြတယ်ရွှေစစ်မစစ်ကိုမှတ်ကြောက်နဲ့တိုက်ပြီးတော့ကြီးလိုက်တဲ့အခါကျတော့ရွှေအစစ်နဲ့ရွှေတုခွဲခြားလို့ရသလိုလောကမှာအတုဆိုတာတွေကအစစ်နဲ့အလွန်တူလို့ခွဲခြားဖို့ခက်လို့အတုခေါ်တာတုထားတဲ့ဟာဆိုအလွန်တူတယ်ပေါ့အတုနဲ့အစစ်ဆိုတာတခါတရံခွဲခြားဖို့အလွန်တရာခက်တယ်ခွဲခြားဖို့ခက်သည့်အတွက်ကြောင့်ခွဲခြားပြီးတော့မြင်နိုင်တဲ့နိလန်းကလေးတွေပေးထားရတယ်ရွှေမှာအစစ်အတုရှိတယ်စိန်မှာအစစ်အတုရှိတယ်ကြောက်တံပရမများတွေမှာလည်းအားလုံးအစစ်အတုရှိတယ်ထို့တူပဲတရားဓမ္မမှာလည်းအစစ်အတုရှိတယ်တဲ့ရွှေအစစ်အတုမှာရွှေစစ်ထင်ပြီးတော့
ရွှေအတုကိုဝယ်မိလိုက်လို့ရှိရင်ထိုပုဂ္ဂိုလ်ဟာအများကြီးဆုံးရှုံးသွားတယ်ဆုံးရှုံးတယ်ဆိုတာတောင်မှတဘဝပဲဆုံးရှုံးတာပါဒီတဲ့ပို့ပြီးတော့မဆုံးရှုံးဘူးတရားအတုကိုလိုက်နာကျင့်သုံးပြီဆိုလို့ရှိရင်တန်တရားခရီးကြီးပါဆုံးရှုံးနိုင်တယ်အဲ့ဒီဆုံးရှုံးမှုကပိုကြီးတယ်လို့ပြောတာနော်ဒါကြောင့်မို့လို့တရားဓမ္မကိုကျင့်သုံးလိုက်နာကြရတဲ့ဆိုတဲ့နေရာမှာလည်းပဲအစစ်အတုခွဲခြားတတ်ဖို့စံကလေးတွေမှတ်တမ်းတင်ထားဖို့လိုသေးတယ်ဒီကနေ့ခေတ်မြန်မာနိုင်ငံမှာဓမ္မဂတိကဆရာတော်တွေဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ပိဋကတ်30နိကေ9ရပ်ဓမ္မခန္ဓာပေါင်း8400ကထုတ်လုပ်ပြီးတော့ဟောကြတယ်ဘုရားဘောတရားတိုင်းဟောတာဆိုလို့ရှိရင်တော့လွဲเสียအကြောင်းမရှိဘူးသို့သောမိမိတို့ရဲ့ကိုယ်ပိုင်အာဘော်ကလေးတွေထည့်ပြီးပြောသွားတာကြတော့လွဲသွားနိုင်သေးတယ်လွဲသွားနိုင်တော့အငင်းပွားเสียလေးတွေဖြစ်ပေါ်လာတဲ့ဓမ္မနဲ့ပတ်သက်တဲ့အငင်းပွားเสียလေးတွေဖြစ်ပေါ်လာတပားကလည်းဒါဖျားဟောလို့ပြောသွားတယ်နောက်တပားကလည်းဒါဖျားဟောတာမဟုတ်ဘူးလို့ပြောသွားတယ်ဟောဒါအငင်းပွားเสียတစ်ခုဖြစ်လာတပားကဒါပိဋကတ်ထဲပါတယ်တပားကပိဋကတ်စာပေထဲမပါဘူးလို့ဆိုလို့ရှိရင်အငင်းပွားเสียတစ်ခုဖြစ်လာတယ်ပေါ့အဲ့ဒီလိုအငင်းပွားเสียတွေမရှိဘူးမဟုတ်ရှိတန်တရားသာသနာတော်ရဲ့သမိုင်းမှာမြောက်များစွာပေါ်ထွန်းခဲ့တာဒါကြောင့်မို့အဘိဓမ္မာ9ကျမ်းမှာအပါဝင်ဖြစ်တဲ့ကထာဝတ္ထုကျမ်းဆိုတာအဲ့ဒီအယူဆရေးရာတွေနဲ့ပတ်သက်ပြီးတော့မတူညီတဲ့အယူဝါဒတွေဖြည့်ရှင်းဆုံးဖြတ်ပေးတာကထာဝတ္ထုဆိုတဲ့အဘိဓမ္မာ9ကျမ်းနဲ့တကျမ်းဟာမတူညီတဲ့အယူဆတွေမှားယွင်းတဲ့အယူဆတွေကိုစစ်စစ်ဆုံးဖြတ်ပေးထားတဲ့ကျမ်းစာတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကထာဝတ္ထုကိုဘာသာပြန်တာမြန်မာနိုင်ငံကအရင်တော့ရစ်မျိုးမင်းကြီးဥရွှေစံအောင်ဆိုကမ္ဘာမှာပထမဆုံးပါဠိဘာသာကနေပြီးတော့အင်္ဂလိပ်ဘာသာပြန်ဆိုပေးတယ်သူပြန်တဲ့အင်္ဂလိပ်လိုနာမည်ကို points of controversy points of controversy ဆိုတာကအငင်းပွားเสียအချက်များလို့ဒီလိုပြောတာနော်ဘုရားရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းအငင်းပွားเสียအချက်ရှိတာအရာခသိမ်းမှာအငင်းပွားเสียအချက်ဘုရားဟောတာကအငင်းပွားเสียမဟုတ်ဘူးတင်ပြတဲ့ပုဂ္ဂိုလ်တွေရဲ့အယူအဆအတွေးခေါ်တွေနဲ့ပြောလိုက်ပြီဆိုရင်အငင်းပွားเสียတွေအများကြီးဖြစ်သွားတယ်မြတ်စွာဘုရားဟောထားတဲ့တရားကတော့အမှန်တိုင်းပဲမြတ်စွာဘုရားတရားတော်ကိုထပ်ဆင့်ဟောပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ problem of interpretation ပေါ့ interpretation problem လို့ခေါ်တာဘာသာပြန်မှုရဲ့ပြဿနာတွေပေါ့ interpret လုပ်တဲ့အခါမှာပြဿနာဆိုတာအဓိပ္ပာယ် interpretation ဆိုတာအဓိပ္ပာယ်ဖော်ဆောင်တာအဓိပ္ပာယ်ကောက်ယူချက်တွေကလွဲမှားတယ်အဲ့ဒီလိုလွဲမှားစွာအဓိပ္ပာယ်ကောက်ယူလိုက်မယ်ဆိုလို့ရှိရင်လမ်းကြောင်းဟာလွဲသွားနိုင်တယ်ဘုရားရဲ့ဆိုလိုချက်တွေမြတ်စွာဘုရားရဲ့အာဘော်တွေမရှိတော့ဘူးပုဂ္ဂိုလ်တူတယောက်ရဲ့အာဘော်တွေဖြစ်သွားပြီးတော့လွဲမှားသွားတယ်ဒီလိုလွဲမှားမှုမျိုးကမြတ်စွာဘုရားလက်ထက်ကတည်းကကိုရှိခဲ့တာဒီကနေ့ခေတ်မှာလည်းရှိနိုင်တာပဲဘုရားလက်ထက်ကတည်းကရှိနေတယ်မြတ်စွာဘုရားကိုယ်တိုင်တစ်ခါတစ်ခါဖြည့်ရှင်းဆုံးဖြတ်ပေးရဖြည့်ရှင်းဆုံးဖြတ်လို့လွဲမှားတဲ့အယူဆတစ်ခုစွန့်လွတ်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်လို့စွန့်လွတ်မှုမရှိတဲ့ပုဂ္ဂိုလ်လည်းရှိတာဘုရားကိုယ်တိုင်ရှင်းလင်းပြတာတောင်မစွန့်လွတ်တဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်ဘယ်သူတွေတုန်းဆိုလို့ရှိရင်မြတ်စွာဘုရားလက်ထက်ကတာတိဆိုတဲ့ယဟန်တာတိဆိုတဲ့ယဟန်တို့အရိဋ္ဌဆိုတဲ့ယဟန်တို့အရိဋ္ဌဆိုတဲ့ကိုယ်တော်ကမြန်မာလိုပြောရင်ဥရိဋ္ဌပေါ့နော်အဲ့ဒီဘုန်းကြီးကဇာတပေတဲ့ဘုန်းကြီးတစ်ပါးပဲ
အဲ့တော့ဘုန်းကြီးတွေလည်းဇာတပိဋကဆိုတဲ့အတိုင်းမလွဲမှားဘူးလို့မအောင်မေ့နဲ့အရိဋ္ဌဆိုတဲ့ယဟန်ဇာတပိဋကယဟန်ကြီးသို့တော့သူ့ရဲ့အတွေးခေါ်မှားယွင်းမှုကြောင့်သူတင်ပြတဲ့စကားရဟာချွတ်ချော်တိမ်ပါပထမပါရဇိကနဲ့ပတ်သက်ပြီးတော့ကာယတမ္ပတ္တဆိုတဲ့ခိုးအတွေ့အထိပထမပါရဇိကလို့ဒီလိုမြတ်စွာဘုရားပြညတ်ထားတယ်ပိုးဖဲခရီပါတို့ရဲ့အတွေ့အထိလူသားခန္ဓာကိုယ်ရဲ့အတွေ့အထိဒီဖတ်တဆိုတဲ့အတွေ့အထိနှစ်ခုကဘာမှမထူးဘူးဒါကြောင့်မို့လို့ပါရဇိကလို့ပြညတ်ထားမမှန်ဘူးလို့ဆိုတဲ့အတွေ့အခေါ်တစ်ခုသူကယူဆလွဲမှားစွာနှိုင်းရှင်မှုပေါ့တခါတခါကျတော့နှိုင်းရှင်ကြည့်တာလွဲမှားသွားလို့ရှင်လမ်းကြောင်းဟာလွဲသွားတတ်တယ်ပေါ့အဲ့တော့သူကမြတ်စွာဘုရားကအေးဒီအလုပ်ဟာမလုပ်သင့်ဘူးဇံပဲဖို့ရဲ့အန္တရာယ်ဖြစ်တယ်ဆိုလိုတာကဇံမရနိုင်ဘူးမဲမရနိုင်ဘူးနတ်ပြည်မရောက်နိုင်ဘူးနတ်ပြည်လမ်းကြောင်းရဲ့အန္တရာယ်ဖြစ်တယ် obstacle ပေါ့အဟန့်တားဖြစ်တယ်လို့ဟောထားတဲ့တရားတွေဟာမဖြစ်နိုင်ပါဘူးလို့သူကပြောတာအဲ့ဒါဘုရားရှိတုံးကိုပဲဒီ controversy ဆိုတာဖြစ်ပေါ်လာတယ်ကျန်တဲ့ယဟန်တွေကဝိုင်းဝန်းပြောဆိုလို့မရလို့ဘုရားစီပို့တော့ဘုရားကလည်းရှင်းပြပေးမယ်သူမလိုက်နာတတိဆိုတဲ့ယဟန်ကတော့အယူဝါဒရေးရနဲ့ပတ်သက်လာတဲ့အခါမှာသူကဘာဆွဲမြဲထားတော့ဆိုလို့ရှိရင်လူတွေရဲ့ခန္ဓာကိုယ်မှာရှိတဲ့အသိစိတ်ကလေးအဲ့ဒီစိတ်ကလေးဟာခံစားတတ်တယ်ဒီစိတ်ကလေးရှိနေတဲ့အခါမှာလူတွေဟာစကားပြောတယ်ခံစားတယ်စကားပြောတယ်ဆိုတဲ့ဒီအသိစိတ်လေးဟာတဘဝကနေတဘဝကူးနေတာတဲ့ဒီဘဝဒီခန္ဓာကိုယ်ကြီးဟောင်းသွားတဲ့အခါနောက်ဘဝခန္ဓာအသစ်ရှာပြီးတော့ကူးသွားတယ်ဒီလိုသူကဗမာလိုပြောမယ်ဆိုဝိညာဉ်ကလေးပေါ့ဗမာတွေပြောတဲ့ဝိညာဉ်ကလေးလိပ်ပြာကလေးပေါ့ဒါလေးကသာဝရမြဲနေတယ်လူရဲ့ခန္ဓာကိုယ်ထဲမှာတည်သွားရင်လိပ်ပြာလေးကထွက်သွားပြီးတော့နောက်ဘဝရောက်သွားတယ်ပေါ့ဘဝတစ်ခုကူးပြန်တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကမြဲတဲ့တရားတစ်ခုမှမရှိဘဲနဲ့အခုဝိညာဉ်လေးကနောက်ဝိညာဉ်ဖြစ်တယ်ဆိုတာဘုရားဟောတဲ့တရားမှမဟုတ်ပဲမြတ်စွာဘုရားကစိတ်ကလေးတစ်ခုဟာအခုဖြစ်ပြီးအခုချုပ်သွားပြီးနောက်ထပ်ဖြစ်တာကနောက်စိတ်စင်စစ်မပြအကြောင်းတွေပေါ်အကြောင်းပြုပြီးတော့တစ်ခုစီဖြစ်နေတာဒီစိတ်ကလေးထပ်ဖြစ်တာမဟုတ်ဘူးနောက်ဖြစ်တဲ့စိတ်ဒီနောက်စိတ်အဲ့ဒါလို့စင်စစ်မပြစိတ်ကလေးရဲ့သက်တမ်းဟာအမတန်တူတောင်းတဲ့အချိန်ပိုင်းလေး၃ခုပဲရှိတယ်ထိုတူတောင်းတဲ့အချိန်ပိုင်းကလေးရှိပြီးဖြစ်သွားတဲ့စိတ်ကလေးကလည်းနောက်ထပ်ပေါ်လာတာမဟုတ်ဘူးနောက်ထပ်ပေါ်တာက copy ပဲအလားတန်တူတဲ့အရာပေါ်လာဆိုပါစို့ဖျောင်းနိုင်မီးလေးထွန်းထားပြီးတော့ထိုဖျောင်းနိုင်မီးလေးကိုညှိမ့်လိုက်လို့ငြိမ့်သွားတယ်နောက်တစ်ခါထပ်ပြီးတော့ထွန်းလိုက်တယ်အဲ့တော့နောက်ထပ်ထွန်းလို့လင်းလာတဲ့မီးလေးကပထမငြိမ့်သွားတဲ့ဖျောင်းနိုင်မီးနဲ့အလားတန်တူပဲသို့တော့ငြိမ့်သွားတဲ့မီးလားလို့ဆိုဘယ်ဟုတ်ငြိမ့်သွားတဲ့မီးကဘယ်တော့မှပြန်မလာတော့ဘူးထို့တူပဲစိတ်ဟာဖြစ်ပြီးပြတ်သွားတဲ့စိတ်ဟာဒီစိတ်ကလေးကတော့ဘယ်တော့မှပြန်မပေါ်ဘူးနောက်ထပ်ပေါ်တာကနောက်စိတ်ပဲအဲ့တော့မြဲတဲ့ဝိညာဉ်ဆိုတာမရှိနိုင်ဘူးလို့မြတ်စွာဘုရားရှင်းပြပေမဲ့လို့တာတိယဟန်ကသဘောပေါက်သွားတာမရှိဘူးတဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုနာယူတဲ့အခါမှာတိမ်ဆောင်သွားနိုင်တယ်တဲ့ဗမာပြည်မှာလဲဟိုဆရာတော်ကဒီလိုဟောတယ်ဒီဆရာတော်ကဒီလိုဟောတယ်နဲ့ဒါမျိုးတွေဖြစ်ပြီးတော့တန်တရားမဖြစ်ကြရလေအောင်စားရဲပါတယ်ဆိုတာလဲအဓိကမဟုတ်ဘူးစားရဲမပါဘူးဆိုတာလဲအဓိကမဟုတ်ဘူးမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အဓိကသေချာတဲ့လမ်းဆိုတာဘာတော့ဆိုcriteria မှတ်ကြောက်ကလေးတစ်ခု
မိတွေတော်ဂေါတမိတ်ကြီးကိုမြတ်စွာဘုရားကသင်ပေးသွားတယ်တယောက်ယောက်ကလာပြီးတော့ဒါဘုရားဟောပါလို့လာပြောမယ်ဓမ္မမှန်ကန်တဲ့တရားဝိနည်းဘုရားရဲ့အဆုံးအမဝိနည်းဆုံးမချက်တတ္ထုသာသနာမြတ်စွာဘုရားရဲ့ဩဝါဒလို့တစုံတယောက်ကနေအတည်ပြုပြီးတော့လာပြောမယ်ဆိုလို့ရှိရင်တဲ့မှတ်ကြောက်တင်ကြည့်လိုက်ပါဘုရားရဲ့ဓမ္မဝိနည်းတတ္ထုသာသနာအဆုံးအမတရားတော်မှန်လို့ရှိရင်တဲ့ရှိနေတဲ့အတွေ့အတာတွေယော့သွားရမယ်မုန်းတီးတဲ့စိတ်တွေယော့သွားရမယ်တန်တရားဖြစ်ပြီးတော့အမှန်ကန်မသိတဲ့မောဟတွေယော့သွားရမယ်နောက်ဆုံးမှယော့သွားပြီးလုံးဝပျောက်ကွယ်သွားစေနိုင်တဲ့စွမ်းအားရှိတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့လောဘတွေတိုးလာမယ်ဒေါသတွေတိုးလာမယ်မောဟတွေတိုးလာမယ်ဆိုရင်ဒါဘုရားအဆုံးမမဟုတ်ဘူးလို့သိချဆုံးဖြတ်လိုက်ဒီကျင့်စဉ်တစ်ခုကိုကျင့်လို့ကိုယ်တဏ္ဍာမှာလောဘနည်းသွားသလားဒေါသနည်းသွားသလားမောဟနည်းသွားသလားဒါအဓိကကြတယ်လောဘလည်းနည်းမသွားဘူးဒေါသလည်းနည်းမသွားဘူးမောဟလည်းနည်းမသွားဘူးအကုသိုလ်တွေလည်းနည်းမသွားပဲနဲ့အကုသိုလ်တွေတိုးတာလာတယ်ဆိုလို့ရှိရင်ဒါမှားတဲ့အကျင့်ဘုရားဟောတဲ့တရားမဟုတ်ဘူးလို့မြတ်စွာဘုရားကဒီလို criteria မှတ်ကြောက်တစ်ခုပေးထားတယ်အဲ့ဒီစံနဲ့ပဲတိုင်းတာပြီးတဲ့အခါကျတော့မှားတယ်မှန်တယ်ကိုဆုံးဖြတ်ရမယ်ကျန်တဲ့ history တို့ဘာလို့ဆိုတော့သိပြီးတော့အရေးပါလာတာမဟုတ်ဘူးပေါ့အရေးကြီးတုန်းကဒီတရားကိုလက်ခံကျင့်သုံးလိုက်လို့ကိုယ်တဏ္ဍာမှာအသိဉာဏ်တွေတိုးတက်လာသလားသို့မဟုတ်အသိဉာဏ်ဘက်ကဆုတ်ယုတ်သွားသလားစိတ်သဘောထားကောင်းမွန်တဲ့စိတ်သဘောထားတွေတိုးတက်လာသလားကောင်းမွန်တဲ့စိတ်သဘောထားတွေဆုတ်ယုတ်သွားသလားသူတော်ကောင်းစိတ်ပိုပြီးတော့ဝင်လာသလားသူတော်ကောင်းစိတ်လျော့နေသွားသလားကြည့်လေတချို့တရားလိုက်နာကျင့်သုံးလာတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုလို့ရှိရင်မာနတွေဝင်လာငါလိုတတ်တဲ့လူမရှိဘူးငါပို့တာတယ်ဗမာပြည်မှာလည်းတခါတလေပေါ်သေးတယ်လေတရားသိသွားပြီဆိုလို့ရှိရင်ဘုန်းကြီးတောင်ရှင်းမခိုးတော့ဘူးဆိုတဲ့အနေအထားမျိုးဖြစ်သွားခါတိုင်းကဘုန်းကြီးကိုရှ िख ိုးတယ်တန်ဃာဆိုတဲ့အနေနဲ့လေးစားပြီးတော့ရှ िख ိုးတယ်အဲ့ဒီတရားကျင့်ပြီးတဲ့နောက်ကြလို့ရှိရင်ဘုန်းကြီးကိုရှင်းမခိုးနိုင်တော့ဘူးဆိုတော့မာနတွေပိုတက်သွားတဲ့သဘောပဲဒါမာနဆိုတာကုသိုလ်လားအကုသိုလ်လားလို့မေးလို့ရှိရင်အကုသိုလ်ပဲကိုယ့်ရဲ့အရည်ချင်းကိုတန်ဃာတဲ့တာတယ်ဆိုတဲ့အနေအထားမျိုးထိအောင်မြင့်ပြီးတော့ကိုဟာကိုယ့်အနေနဲ့အယူတည်ပေးရမယ့်ပုဂ္ဂိုလ်မရှိတော့ဘူးလို့ဒီလိုထင်လာတာဟာဒါမာနဝင်တာမာနဝင်တာမှမသိအောင်တစ်ခါကြတော့သိမ်မွေ့ပြီးတော့သွားတယ်ဒီလိုဆိုလိုတာအဲ့တော့မှန်ကန်တဲ့တရားကိုသိရှိနားလည်လာတဲ့ပုဂ္ဂိုလ်ကအဲ့ဒါလို့မဟုတ်ဘူးသိလာပြီဆိုလို့ရှိရင်ယူသည်လေးစားလိုက်တဲ့ပုဂ္ဂိုလ်တို့ဘယ်သူမဆိုယူသည်လေးစားဆက်ဆံနိုင်တဲ့အနေအထားမျိုးရှိလာတယ်အလုံးပေါ်မှာမေတ္တာထားနိုင်တဲ့စိတ်ဓာတ်တွေရှိလာတယ်စိတ်ထဲမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းတွေမွေးလာတယ်မာနတွေလည်းကင်းလာတယ်ရောကျလာတယ်ကိုအထင်ကြီးတဲ့စိတ်တွေလည်းရောကျလာတယ်ကြည့်လေတော်ပြောကြတယ်တကယ်တတ်ပြီဆိုတဲ့ scholar ဖြစ်တဲ့ပုဂ္ဂိုလ်တွေကငါမတတ်သေးဘူးလို့သိတဲ့ပုဂ္ဂိုလ်ပဲများသောအားဖြင့်မတတ်တဲ့လူတွေကတတ်တဲ့ထင်တာတတ်တဲ့ပုဂ္ဂိုလ်ကဘယ်လိုပြောလို့ရှိလို့ဆိုရင်တကယ် scholar ကြီးတွေဗမောက္ခကြီးတွေပြောငါမတတ်သေးဘူးလို့သိတာဟာစတတ်တဲ့နေပဲလို့ဒီလိုဆိုလို့
အရာရာကိုမှန်မှန်ကန်ကန်မြင်တတ်လာဆရာတော်ကြီးတွေကတော့ဥပမာဘယ်လိုပေးတုံဆိုလို့ရှိရင်စဘာပင်နေမှာစဘာသီးသီးစဘာသီးထဲမှာအဆံပြည့်တဲ့စဘာနဲ့အဆံမပြည့်တဲ့စဘာနှစ်ခုရှိအဆံပြည့်တဲ့စဘာဟာငိုက်ကြလာအဆံမပြည့်တဲ့စဘာကြထောင်ထောင်နဲ့ပဲထဲထဲကြည့်လိုက်ရင်အဆံမပါဘူးသူအခွန်ကြီးပဲအဲ့ဒီအခွန်နေကြီးဆိုရင်ပိုးထောင်တယ်အဆံပြည့်သွားရင်ငိုက်ကြသွားတယ်အဲ့ဒါဘာကိုတရုပ်ဖော်တာတုံးလို့ဆိုလို့ရှိရင်တရားကိုပိုသိရင်အလုံးကိုလေးစားထပ်သွားတယ်ဒီလိုဆိုလို့မာနပို့ပြီးတော့နဲသွားတယ်လို့ပြောတာပညာရှိလာတဲ့ပုဂ္ဂိုလ်ကမာနပိုနဲသွားပညာရှိလို့မာနပိုတက်သွားတယ်ဆိုတာလုံလောက်အောင်ပညာမရှိလို့ပဲလို့ဒီလိုမှတ်အဆံပြည့်တဲ့စဘာသည်ငိုက်နေတယ်လို့ပဲငိုက်ကြသွားတယ်လို့ပဲပညာရှိတဲ့ပုဂ္ဂိုလ်ဟာအလုံးကိုလေးစားနိုင်တဲ့အနေအထားမျိုးရောက်သွားတယ်အဆံမဲ့တဲ့စဘာသည်ထောင်ဖြစ်တယ်မတတ်တဲ့ပုဂ္ဂိုလ်ပညာမရှိတဲ့ပုဂ္ဂိုလ်ဟာဆောင်ကြွားမာနတရားတွေတက်ကြွလာတတ်တယ်တဲ့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားတရားတော်ကိုလေ့လာကျင့်သုံးတဲ့အခါမှာတကယ်တရားသိဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားဘယ်လိုရှိတော့ဆိုရင်ဥပမာမဲ့သောတာပန်ဖြစ်သွားပြီဆိုရင်သူ့ရဲ့စိတ်ဓာတ်ဟာဘယ်လိုရှိတော့သူသိတဲ့တရားဓမ္မတွေကိုတလောကလုံးသိစေခြင်းနဲ့စိတ်သူ့မှာရှိတယ်သို့တော့သူရှုပ်ဝဲချင်တာဘာလို့ဆိုရင်သူ့ရဲ့အရည်ချင်းပဲသူ့ရဲ့အရည်ချင်းကိုဘယ်လောက်ထိအောင်ရှုပ်ဝဲချင်တော့ဆိုရင်သူပိုင်တဲ့ရွှေအိုးလူမြင်မှာစိုးတယ်သူပိုင်တဲ့ယရနာရွှေအိုးလူမြင်မှာစိုးတယ်အေးအဲ့ဒါလို့မဟုတ်ဘဲနဲ့တပြားလှုပ်ချင်တဲ့ပုဂ္ဂိုလ်ကတော့ရွှေမစစ်လို့ပဲအဲ့ဒါလူတကာကိုပြချင်တယ်ဆိုရင်ရွှေမစစ်သေးဘူးလို့ပဲဒီလိုမှတ်အဲ့တော့သောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်နေစိတ်ထားနှစ်ခုရှိသူသိတဲ့တရားကိုတကမ္ဘာလုံးတလောကလုံးလူတွေသိစေခြင်းနဲ့ဒါသူ့ရဲ့စိတ်သဘောထားသူ့ရဲ့အရည်အချင်းကိုရွှေအိုးလိုဖွက်ထားခြင်းနဲ့သူ့လူကိုတော့ဖြစ်စေခြင်းနဲ့သို့မဟုတ်သူဒီအရည်ချင်းတွေရှိပါတယ်ဆိုတာမပြအောင်ဒါပြောတာနော်အဲ့ဒါသောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ပဲသောတာပန်ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ဆိုတော့အရိယပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကအဲ့တိုင်းရှိတယ်လို့ဒီလိုပြောတာအဲ့တော့အရိယသူတော်စင်ဖြစ်သွားပြီဆိုလို့ရှိရင်တရားဓမ္မသိသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ကိုယ်အမူအရာနှုတ်အမူအရာသည်ဆောင်ကြွားမရှိဘဲနဲ့ငြိမ်သက်အေးချမ်းလာတဲ့အမူအရာရှိတယ်ဆိုတာဒါထင်ရှားတယ်အိန္ဒိယနိုင်ငံမှာတတိယသံဃာနာတင်တဲ့သီရိဓမ္မသောကမင်းကြီးတဲ့အသောကမင်းတရားလို့ခေါ်ကြအဲ့ဒီအသောကမင်းကြီးဟာဗုဒ္ဓဘာသာမဟုတ်ဘူးငါကတော့နေ့စဉ်နဲ့အမျှဗြဟ္မဏတွေကိုပင့်ဖိတ်ပြီးတော့ကျွေးမွေးအခမ်းပြီးဗြဟ္မဏဘာသာဝင်တူပေါ့သို့တော့သူ့စိတ်ထဲမှာအစဉ်အလာရဗြဟ္မဏတွေကိုကိုးကွယ်နေရတော့လဲစိတ်ထဲမှာမကျေနပ်ဘူးဘာဖြစ်လို့တော့ဆိုရင်ဗြဟ္မဏတွေရဲ့အမူအရာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တည်ငြိမ်အေးဆေးမှုမရှိဘူးတဲ့စကားလဲပြောချင်ရပြောကြတယ်အမူအရာကငြိမ်သက်မှုမရှိဘူးတဲ့အဲ့တော့လူမှကြည့်လိုက်လို့ရှိရင်တရားရတဲ့လူနဲ့တရားမရတဲ့လူကသိပ်ကွာတယ်နှုတ်ကိုထိမ့်သိမ့်မှုမရှိဘူးနှုတ်ထိမ့်သိမ့်မှုမရှိတာစိတ်ကိုထိမ့်သိမ့်မှုမရှိဘူးကိုယ်အမူအရာကိုထိမ့်သိမ့်မှုမရှိဘူးကိုယ်အမူအရာထိမ့်သိမ့်မှုမရှိတာလည်းပဲစိတ်ရဲ့ငြိမ်းချမ်းမှုမရှိလို့ပဲအဲ့ဒါလို့ကိုယ်အမူအရာငြိမ်သက်သွားတယ်နှုတ်အမူအရာငြိမ်သက်သွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဒါတရားဓုတရားမြတ်ရှိတယ်လို့အကဲခတ်လို့ရတယ်ပေါ့ဒီနေ့ကျတော့
နိရောဓသာမဏေဆို9နှစ်အရွယ်ကိုရင်လေးတစ်ပါးသူနန်းရင်ပြင်ကနေဖြတ်ပြီးတော့ဆုံးကန်ကြွသွားတာကိုရင်လေးပေမဲ့လို့ကြီးလိုက်တဲ့အခါကျတော့သွားရလာတာတဲအိမ်တွေရတယ်လူလည်းကြီးလိုက်ရင်သိတယ်လေအိမ်တွေရသလားပြောတာဆိုတာအိမ်တွေရသလားမျက်နှာဖိုးသေးသလားနေတာထိုင်တာရောတည်တည်တတ်တတ်ရှိရလားဆိုတာကြည့်လိုက်တယောက်နဲ့တယောက်မတူဘူးအဲ့ဒါလို့နိုင်ရင်ပြင်ကဖြတ်သွားတဲ့နိရောဓသာမဏေလေးကိုမြင်လိုက်တဲ့အခါကျတော့အတောကမင်းကြီးရဲ့ဘလို့တွေးမိတုံးဆိုကြည်စမ်းမှဒီကလေးဒီပြင်ကလေးတွေဆိုရင်ဆော့သွားမှာပေါ့နော်ပြေလွှာခုံပေါက်ဆော့ကစားဆိုတဲ့အမူအရာလုံးဝမရှိဘူးတကယ်ကိုလူကြီးအိမ်တွေနဲ့မထေကြီးတစ်ပါးကြွသွားသလိုပဲစက်ခုံတွေချပြီးတော့သူလမ်းလေးသူငြိမ်ငြိမ်သက်သက်ရှောက်သွားတာကြည့်လိုက်သူဘာတွေးမိတော့ဆိုရင်အေးကလေးအရွယ်ဆော့တဲ့ပြေးတဲ့အရွယ်လေးဒီလောက်ငြိမ်သက်နေတယ်ဆိုတော့သူ့ရဲ့နှလုံးသားထဲမှာထူးခြားတဲ့တရားရှိလောက်တယ်ဒီအတွေ့မျိုးသူတွေးလိုက်တာအဲ့ဒီတွေးလိုက်တာနဲ့တပြိုင်နက်သဘောပေါက်သွားပြီဒီကွင်လေးရဲ့နှလုံးသားထဲတရားရှိမရှိသူစမ်းညင်လာတယ်ဒါကြောင့်မလို့နန်းတော်ကိုပင့်ပြီးတော့ကွင်လေးကလည်းရောက်လာတဲ့အခါကျတော့သူ့ရဲ့ကြီးတဲ့ယဟန်ရှိမရှိကြည့်ပြီးရှင်မင်းထိုင်တဲ့ရာဇပလင်ပေါ်မှာထိုင်လိုက်တယ်အတောကမင်းကြီးကသိသဘောကျသွားပြီသူကအမှုရာကြည့်တာနဲ့ရင်ထဲကတရားကိုခံမှန်းနိုင်သွားပြီဒါကြောင့်မို့လို့ဒီကွင်လေးအကြောင်းကိုမေးမြန်းစုံစမ်းပြီးနောက်ဆုံးသူ့ကိုတရားလေးတစ်ပုဒ်ဟောပါဆိုတော့ကွင်လေးကလည်းသူသိတဲ့တရားသူဟောတယ်အပမာဒောအမတပဒံပမာဒောမစ္ဆုနောပဒံမြတ်စွာဘုရားကဟောတယ်တဲ့ကာမဂုဏ်အာယုန်တွေထဲမှာစိတ်ဆိုင်နေတာကိုပမာဒလို့ခေါ်တယ်နော်ကာမဂုဏ်အာယုန်တွေပမာဒမေ့လျော့တယ်ဆိုတော့လူတွေကတခြားသွားတွေးနေမေ့လျော့တယ်ဆိုတာဘာမှမလုပ်ဘဲနဲ့မေ့နေတာလူတွေပြောကြတယ်လေအရာထဲဟာငါသွားเสียရှိတယ်မေ့နေလိုက်တာအဲ့ဒီအမိတ်မျိုးကိုပြောတာမဟုတ်ဘူးသွားเสียတွေသွားလှုပ်เสียတွေလှုပ်နေတဲ့ဒီဟာမျိုးကိုပြောတာမဟုတ်ဘူးမေ့တယ်ဆိုတာဘာလို့ဆိုရင်ကာမဂုဏ်ကိစ္စအပျော်ပါးကိစ္စတွေထဲမှာစိတ်ကိုလွတ်ထားတာတရားဓမ္မဘက်ကိုလှည့်ဖို့မကြည့်ဘူးအဲ့ဒါမေ့နေတာလို့ခေါ်တယ်အလုတ်ကိစ္စတွေနဲ့ပဲနှစ်မြုပ်ထားတာဒါမေ့နေတယ်လို့ပြောတယ်ဟိုလိုမေ့တာမဟုတ်ဘူးမြတ်စွာဘုရားဆိုလိုတဲ့အပမာဒလို့ဆိုတာကာမဂုဏ်အာယုန်တွေထဲမှာစိတ်ကိုနှစ်မြုပ်မထားဘူးဆိုတော့ကာမဂုဏ်အာယုန်တွေဆိုတာဘာလို့ဆိုရင်နေ့စဉ်နဲ့အမျှလူဘဝမှာနေကြတယ်စာဝတ်နေရေးကိစ္စတွေပဲလုပ်တယ်မိသားစုကိစ္စတွေပဲလုပ်တယ်စီးပွားရေးကိစ္စတွေပဲလုပ်တယ်တခြားကိစ္စတွေပဲလုပ်တယ်ကုသိုလ်ကောင်းမှုဘက်ကိုစိတ်ကိုလုံးဝမလှည့်ဘူးအဲ့ဒါလို့တမန်ကိစ္စတွေထဲမှာစိတ်ကိုနှစ်မြုပ်ထားတာကိုမေ့တယ်လို့ပြောတာအဲ့ဒါကိုပြောတာပမာဒဆိုတာအဲ့ဒါကိုဆိုအပမာဒဆိုတာအဲ့ဒါပြောတာမဟုတ်ဘူးတဲ့အပမာဒဆိုတာအဲ့ဒီရဲ့ဆန့်ကျင်ပဲကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ကိုဥတည်လာတာဒါနကောင်းမှုလုပ်ဖို့စိတ်ကိုလှည့်လာတယ်သီလဘက်ကိုစိတ်ကိုလှည့်လာတယ်သမာဓိဘက်ကိုစိတ်လှည့်ထားတယ်ဒီကိစ္စတွေကပိုအရေးကြီးတယ်လို့တတိထားလာတယ်အဲ့ဒါအပမာဒပါပမာဒောသဗ္ဗပမာဒောသဗ္ဗဝိပတ္တိနံမူလံကာမဂုဏ်အာယုန်တွေထဲမှာစိတ်ကိုနှစ်မြုပ်ထားတာဟာပျက်စီးမှုအလုံးရဲ့အခြေမြစ်ပဲလို့ဆိုလို့ပျက်စီးမှုအလုံးဆိုတာကာမဂုဏ်အာယုန်တွေထဲနှစ်မြုပ်ထားတော့တရားဓမ္မလမ်းကြောင်းနဲ့သွေဖယ်ပြီးတော့နေသည့်အတွက်ကြောင့်အကုသိုလ်တွေလုံးမိတယ်အကုသိုလ်တွေလုံးမိတဲ့အတွက်ကြောင့်ဘဝကြီးတစ်ခုလုံးပျက်စီးသွားတယ်တန်တရားထဲမှာနစ်မြုပ်သွားတယ်ဒါပျက်စီးခြင်းပဲအဲ့လိုမဟုတ်ဘဲနဲ့ကာမဂုဏ်အာယုန်တွေဘက်ကိုသာအချိန်မဖြုံးပဲနဲ့
တရားဓမ္မဘက်ကိုဥလီပြီးတော့တရားဓမ္မကိုတတိယထားတာတတိထားလာတာလူဘဝရလာရင်ဒါနကောင်းမှုလည်းလုပ်ရမယ်သီလကောင်းမှုလည်းစောင့်တည်ရမယ်ဘာဝနာကောင်းမှုလည်းလုပ်ရမယ်တရားဓမ္မဟာမမေ့လျော့သင့်ဘူးအခြားကိစ္စဆိုတာဘဝတစ်ခုရလာသည့်အတွက်ကြောင့်မတတ်တာလို့လုံးချရတဲ့အလုပ်တစ်ခုအနေနဲ့ထားတယ်တရားဓမ္မကအဓိကအလုပ်လို့ဆိုတာကိုသိမြင်လာပြီဆိုရင်ဒါအပ္ပမဒလို့ခေါ်တာပေါ့အဲ့ဒါကိုကိုရင်လေးကရှင်းပြီးတော့ဟောတယ်အပ္ပမဒောအမတပဒံကာမဂုဏ်အာယုန်တွေကစိတ်ကိုခွာပြီးတရားဓမ္မပဲဥလည်ပြီးတော့နေတဲ့အပ္ပမဒတရားဟာအစင်ထာဝရမသေးရတဲ့နိဗ္ဗာန်ရဲ့အကြောင်းတရားဖြစ်ပါတယ်တဲ့ပမာဒောမစ္ဆုနောပရံကာမဂုဏ်အာယုန်တွေထဲမှာဥလည်ထားမယ်ဆိုလို့ရှိရင်တန်တရားထဲမှာခဏခဏမွေးဖွားရတော့ခဏခဏသေရခြင်းရဲ့အကြောင်းဖြစ်ပါတယ်အပ္ပမတ္တာနာမိယန္တိယေပမတ္တာယထာမတာကာမဂုဏ်အာယုန်ဒီဘက်သာဥလဲ့မနေပဲနဲ့တရားဓမ္မဘက်ကိုဥလဲပြီးတော့မမေ့မလျော့တဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်ကောင်းမှုရေးရမှာသူသေးနေတာမဟုတ်ဘူးတဲ့ကောင်းတဲ့ဘက်ကိုဥလဲပြီးတော့လုံနေသည့်အတွက်ကြောင့်မသေးတာနဲ့တူတူပဲတဲ့ဒီစကားလေးကိုဟောလိုက်တဲ့အခါကျတော့အတောကမင်းကြီးကသဘောကျပြီဘုရားဘာသာပဲခုပြောင်းသွားတာကြည့်မှန်ကန်တဲ့အတွေးနဲ့ဒီအရိယသူမွန်တွေရဲ့အနေအထားဆိုတာအဲ့ဒါမျိုးလို့ဒီလိုဆိုလို့ရတယ်ပေါ့အရိယပုဂ္ဂိုလ်ရဲ့အနေအထားအဲ့လိုရှိအဲ့တော့ယဉ်ကျေးလာတဲ့တိမ်မွေးလာတရားဓမ္မတစ်ခုတရားနာလိုက်သည့်အတွက်ကြောင့်ကိုယ်စိတ်ဟာယဉ်ကျေးလာသလားလောဘတွေနည်းလာသလားဒေါသတွေနည်းလာသလားအရင်တုန်းကတနေ့ကိုစိတ်10ခါလောက်ဆိုရင်အခုတရားနာပြီးတဲ့နောက်မှာတစ်ခါတောင်မှပဲအနိုင်နိုင်ဆိုတော့တယ်ဆိုဒါတိုးတက်မှုလို့ခေါ်တာပေါ့လောဘဖြစ်တဲ့အချိန်လဲနည်းလာပြီဒေါသဖြစ်တဲ့အချိန်လဲနည်းလာပြီဆိုရင်ဒါတိုးတက်မှုအဆင့်လို့ပြောတယ်မြတ်စွာဘုရားကလည်းအဲ့ဒီစံကိုပေးထားခဲ့တာတရားမှန်သလားမှားသလားဆိုတာအဲ့ဒီစံနဲ့ပဲတိုင်းပါတဲ့ criteria လို့ဆိုတယ်ဒီစံနဲ့ပဲဒီမှတ်ကြောက်ပုံမှာတင်ကြည့်ပါသူများကိုသွားမေးเสียမလိုဘူးကိုယ့်ရဲ့တိုးတက်မှုဆိုးရုံမှုသည်ကိုယ့်ပုံမှာသာရှိပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကသုတ်တန်တစ်ခုမှဆိုဟောထားတယ်သူများစိတ်ကိုမသိချင်နေပါစေတဲ့ကိုယ်စိတ်လေးတော့ကိုသိအောင်ကြိုးစားပါလို့ပြောတယ်သူများစိတ်သိဖို့ဆိုတာလွယ်တာမဟုတ်ဘူးလေများသောအားဖြင့်လူတွေကသူများအကြောင်းသိဖို့ကြိုးစားကြတာများကိုယ်အကြောင်းတော့ကိုသိတယ်ထင်တာ哦အဲ့တော့ကိုယ်အကြောင်းကိုကိုသိအောင်ကြိုးစားပါအထူးသဖြင့်ကိုယ်စိတ်လေးကိုသိအောင်ကြိုးစားပါလို့ဒီလိုပြောတာသိအောင်ကြိုးစားမယ်ဆိုဘာတွေသိအောင်ကြိုးစားရမှာတော့လို့ဆိုငါစိတ်ထဲမှာတွေ့တာတဲ့မမောတဲ့အတွေ့အတာကြီးတဲ့တဏှာလောဘစိတ်တွေဘယ်လောက်ထိအောင်ရှိသလဲအတိုင်းတာဘယ်လောက်ထိရှိသလဲဒေါသဆိုတဲ့စိတ်ဆိုးစိတ်မိုက်တွေငါတဏ္ဍာမှာဘယ်လောက်ထိအောင်ရှိနေသလဲငါစိတ်လေးဟာတည်ငြိမ်မှုကောရှိရလားကုသိုလ်ကောင်းမှုပေါ်မှာတွန့်ဆိတ်မှုတွေမျိုးရှိသလားတရားဓမ္မနဲ့ပတ်သက်ပြီးတော့တန်တရားတွေရှိသလားမရှိဘူးလားဆိုတာကိုယ်အစင်ထာဝရစစ်ဆေးပြီးတော့ကြည့်ရမယ်တဲ့အဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေကိုယ်တဏ္ဍာမှာရှိနေတာကိုတွေ့ရလို့ရှိရင်ဒီစိတ်အညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့ရအဓိကအဲ့ဒီဖယ်ရှားတဲ့နီလန်းမှာလည်းပဲနီလန်းမှန်လို့နီလန်းမှန်နဲ့ကျင့်ကြံကြိုးကုပ်အားထုတ်လိုက်လို့ရှိရင်ထိုအညစ်အကြေးတွေဟာယော့တဲ့ယော့ပျောက်တဲ့ပျောက်သွားလို့ရှိရင်ဒါမှန်ကန်တဲ့တရားလို့ဒီလိုမှတ်ပါအဲ့ဒါလို့မဟုတ်ဘူးမှားရွံ့တဲ့တရားဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားမဟုတ်ဘူးဆိုလို့ရှိရင်ဒီစံနှုန်းလေးနဲ့သတ်မှတ်ကြည့်လိုက်လို့
ဒီစံနှုန်းနဲ့မကိုက်ညီဘူးဆိုရင်ဘုရားဟောတရားမဟုတ်ဘူးလို့ဒီလိုမှတ်ပါဒီလိုမြတ်စွာဘုရားကမိတွေ့တော်ဘောရမကြီးကိုဟောထားတာရှိတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်လာလိုက်မယ်လေဟိုကလည်းဒါဘုရားဟောတဲ့တရားဒါကလည်းဘုရားဟောတာနဲ့ဆိုပြီးတော့လာပြောကြလိုက်တယ်။အဲ့တော့ဟောမဟော2500ကိုလည်းဘုရားမှီလိုက်တာမဟုတ်ကိုယ်တိုင်လည်းနာခဲ့တာလည်းမဟုတ်ဘူးဆိုဘလို့လုပ်ပြီးဘာနဲ့သိမသိတာအဲ့မသိနိုင်လို့ရှိရင်ဘာနဲ့လက်ခံရမလဲလက်ခံတဲ့နိလန်းကတော့ရှိတာပေါ့ဒါကိုနိုင်ငံသားတဲ့နေတခါတွေ့တဲ့အခါကျတော့ဘုန်းကြီးတို့ရာဇဝင်သမိုင်းနဲ့ပတ်သက်ပြီးမေးလာလို့ရှိရင် history နဲ့ပြောလာလို့ရှိရင် history is just a history သမိုင်းဟာသမိုင်းပဲလေဆိုတော့တချို့နိုင်ငံသားတွေကအဘိဓမ္မာဟာဘုရားဟောမဟုတ်ဘူးလို့ဘုရားဟောအဖြစ်လက်မခံလို့ကြဘူးလက်မခံဘူးဘာထောက်ထားနဲ့လက်မခံတာတော့လို့ဆိုတော့တင်ပြထားတဲ့စာပေအရေးသားတွေနဲ့ချိန်ပြီးတော့သူကလက်မခံဘိဓမ္မာဟာနောက်မှရေးထားတဲ့ကျမ်းတွေပဲလို့ဒီလိုဘုန်းကြီးတို့အဘိဓမ္မာကိုဘုရားဟောလို့ဘာဖြစ်လို့လက်ခံရလဲလို့ဆိုမြတ်စွာဘုရားဟောပါတယ်လို့အလုံးလက်ခံထားတဲ့သုတ်တန်တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်အဘိဓမ္မာဒီသုတ်တန်တွေတဲကအစီအနှစ်ထုတ်ပြီးရေးထားတာတွေကြီး essence of teaching ပေါ့မြတ်စွာဘုရားရဲ့သင်ကြားချက်တွေအနှစ်သာရတွေအလုံးရှင်းရှင်းလင်းလင်းဟာသုတ်တန်ရဲ့အဓိပ္ပာယ်တွေထိအောင်ရှင်းရှင်းလင်းလင်းဟာအဘိဓမ္မာမှာရှင်းပြထားတာရှိရှင်းပြထားသည့်အတွက်ကြောင့်သုတ်တန်နဲ့အဘိဓမ္မာကွဲပြားခြားနားမှုဆိုတာမရှိသလားမရှိဘူးသုတ်တန်ထဲမှာကြည့်ရင်မပြည့်စုံတဲ့ဟာအဘိဓမ္မာထဲကျပြည့်ပြည့်စုံစုံသိရတယ်ဒါကြောင့်မို့လို့ဘုရားဟောတာဟုတ်သလားမဟုတ်သလားတဲ့ပိုအရေးကြီးတာကတော့ဒီတရားကိုနာယူပြီးကျင့်သုံးလို့အကျိုးရှိသလားမရှိတာပိုအရေးကြီးပါတယ်ဒီလိုကိစ္စမျိုးမှာမြတ်စွာဘုရားကလည်းဒါမျိုးကိုဟောထားကြတာရှိတယ်အကိဝိသတောက်မှချင်းလေရှင်းတော့ကတော့အဝေးကနေပြစ်တဲ့လက်နဲ့ဟာမြားပဲရှိတာပေါ့ခုခေတ်တော့တနတ်ပေါ့နော်ရှင်းတော့ကအဝေးကနေပြစ်လိုက်တယ်မြားထံစူးလာတဲ့မြားမှန်ခံရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာအရေးကြီးဆုံးလုံးဆိုလို့ရှိရင်အဲ့ဒီမြားကိုနှုတ်ပစ်ဖို့နဲ့စိတ်ကူးဖို့ကအရေးမကြီးဘူးလားအရေးကြီးဆုံးကအဲ့ဒါပဲနော်မြားဘယ်သူပြစ်ထားလဲဆိုတာလည်းအရေးမကြီးဘူးဒီမြားတံဟာဘာသာနဲ့လှုပ်ထားတာဆိုတာလည်းအရေးမကြီးဘူးဘယ်ကပြစ်လိုက်တာလဲဆိုတာလည်းအရေးမကြီးဘူးအရေးကြီးဆုံးကတော့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့စူးနေတဲ့မြားကိုမြန်မြန်ပြောင်းနှုတ်ပစ်ပြီးတော့ယောဂပျောက်ဖို့ကအရေးကြီးတယ်အဲ့ဒါဘာကိုပြောတာတော့ဆိုလို့ရှိရင်အဘိဓမ္မာဘုရားဟောတယ်ဒီတရားကဘုရားဟောတယ်မဟောဘူးဆိုတာကအရေးမကြီးဘူးတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကိစ္စဖြစ်တယ်အရေးကြီးဆုံးကဘာလို့ဆိုရင်ကိုယ်မှာစူးနေတဲ့လောဘဒေါသမောဟဆိုတဲ့မြားနှုတ်ဖို့ဟာအရေးကြီးတာအဲ့တော့အရေးကြီးတဲ့ကိစ္စမလိုက်ဘဲနဲ့အရေးမကြီးတဲ့ကိစ္စသွားလိုက်နေလို့ရှိရင်တော့အဲ့ဒါဆုံးနိုင်မှာမဟုတ်ဘူးဆုံးနိုင်တော့တန်တရားအစကိုမရှာတာလဲအဲ့ဒီသဘောပဲမြတ်စွာဘုရားတချို့ကဂေါရမမြတ်စွာဘုရားတရားအလုံးကိုသိတယ်လို့ပြောတယ်တဲ့မသိပါဘူးဘာလို့လဲဆိုတန်တရားအစမသိလို့တဲ့မြတ်စွာဘုရားကတန်တရားအစမရှိဘူးလို့ဟောတာတော့မဟုတ်ဘူးတန်တရားအစဟာမသိနိုင်ဘူးလို့ပြောတာနော်မသိနိုင်ဘူးနဲ့မရှိဘူးကတခြားစီပဲအဓိပ္ပာယ်အနမတက္ခဆိုတဲ့အဓိပ္ပာယ်ကအမတအခအစကိုမသိနိုင်ဘူးလို့ပြောတယ်နောက်တနည်းကအနုအမတအခအနုနောက်ကျောင်းပြန်ပြီးတော့ရှောက်ပြီးရှာလို့ရှိရင်
အဲ့ကအစကိုအမတမသိနိုင်ဘူးလို့ဒီလိုပြောတာပြန်ပြီးတော့လှည့်ပြန်လို့ရှိရင်အစကိုရှာလို့ရမှာမဟုတ်ဘူးလို့ဘာဖြစ်လို့တော့သိရှည်လို့ကဲဘုန်းကြီးတို့တွေပဲကိုယ့်အကိုရှားကြည့်ပါလားကိုမျိုးရိုးလေးတစ်ခုပဲကိုယ့်အကိုရှားကြည့်ကိုအမေပဲရှားကြည့်ပါဦးအမေပြီးရင်အမေကိုရှားအမေပြီးရင်အဲ့ဒီအမေကိုရှားအဲ့ဒီအမေတွေရှားနေကြည့်ဘယ်တော့ဆုံးမလို့မဆုံးဘူးအမေတိုင်းဟာအမေရှိခဲ့တာအကြည့်ပဲအကုန်လုံးမဆုံးနိုင်ဥပမာမှာမြတ်စွာဘုရားကအနာပတက်ကတန်ရုပ်တစ်ခုမှာဥပမာလေးပေးထားရှိတယ်ဟောဒီကဘာမြေကြီးကမြေသားတွေကိုယူပြီးတော့ဇီးသီးလောက်အလုံးကလေးတွေလုံးနော်ဇီးသီးဆိုဗမာဒီရိုးရိုးဇီးသီးဖြစ်မယ်ရိုးရာဇီးသီးအကြီးကြီးတွေပြောတာမဟုတ်ဇီးသီးအလုံးလေးတွေလုံးပြီးလို့ရှိရင်တဲ့ဒါကအမေဒါကအမေဒါကအမေရဲ့အမေအဲ့ဒီလိုချပြီးတော့သွားရင်ကဘာမြေကြီးကိုလုံးထားတဲ့ဇီးသီးလုံးလေးတွေဒါကုံသွားမယ်စရင်မကုံသေးဘူးလို့ပြောတယ်အနပတက်ကဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတာအဲ့တော့တန်မြာအစမရှိတာကိုမရှိမှန်းသိတာဟာသိတာပေါ့ဒါမြတ်စွာဘုရားကအကျိုးမရှိတဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးအကျိုးမရှိတဲ့အလုပ်ကိုမလုပ်ဘူးဒါကြောင့်မို့လို့မလုကြဗုဒ္ဓယဟန်ကိုပြောတယ်ဒါတွေလိုက်နေလို့လောဘကင်းမှုဒေါသကင်းမှုမောဟကင်းမှုမဖြစ်နိုင်ဘူးတဲ့အရေးကြီးဆုံးကကိုယ်တဏ္ဍာမှာလောင်းနေတဲ့မီးငိမ့်မှုကအရေးကြီးတာတဲ့ကိုယ်ရင်ဝစူးနေတဲ့မြားနှုတ်ဖို့ကအရေးကြီးတယ်အဲ့ဒါတွေလိုက်ပြီးအငင်းပွားနေဖို့ကအရေးမကြီးဘူးတဲ့အဲ့တော့အငင်းပွားမှုဆိုတာမလုပ်အပ်တဲ့အလုပ်တစ်ခုပဲနော်ဟိုဟာရှိတယ်ဒါရှိတယ်ဟိုဟာမရှိဘူးဒါမရှိဘူးဒါတွေညင်းနေမဲ့အစားကိုလှုပ်တဲ့နာပါတော့ဆိုကိုယ်တဏ္ဍာမှာလောဘရှိသလားလောဘမရှိဘူးလားအဲ့ဒါပဲစစ်ဆေးတဲ့အဲ့ဒါမစစ်သေးသေးပဲနဲ့ history ကအကြောင်းအရာတွေကြည့်ပြီးတော့ဘယ်သူရှိခဲ့တယ်ဘယ်သူမရှိခဲ့ဘူးညင်းနေတာအငင်းပဲဖြစ်မှာပဲဘာမှလည်းတန်ဖိုးလည်းရှိမှာမဟုတ်ဘူးဒါကြောင့်မို့လို့မြတ်စွာဘုရားတရားတော်ရဲ့ criteria ဆိုတာဘုရားကပေးထားခဲ့တာလေးတွေရှိမငင်းမှုမဟာပရိသ၄ပါးဆိုမြတ်စွာဘုရားပြိဋိဘံသံဃာနည်းမှာဟောထားကြတာရှိသေးတယ်မဟာပရိသဆိုတာတကယ်အရေးကြီးကိစ္စတွေကိုရည်ညွှန်းပြီးတော့ပြောလာဆိုပါစို့ပုဂ္ဂိုလ်တစ်ပါးကတင်ပြလာမယ်ဒါဟာမြတ်စွာဘုရားဟောတဲ့တရားဘုရားထံကသူကိုယ်တိုင်နာခဲ့ရတယ်လို့ဘုရားကိုညွှန်ပြောတာလေဘုရားစီကသူကိုယ်တိုင်နာခဲ့တယ်ဆိုတော့တော်သေးချာနေတာပေါ့နော်ဘုရားစီကသူကိုယ်တိုင်နာခဲ့ရတဲ့တရားလို့ပြောလာရင်တောင်မှမြတ်စွာဘုရားလက်မခံနဲ့အောင်တဲ့အငြင်းပွားမှုမရှိအဲ့ဒီလိုဟောလာတဲ့တရားဒီလက်တွေ့နဲ့ကိုက်ညီမှုရှိသလားတဲ့သုတ္တဝိနည်းမှာချပြီးတော့ကြည့်လက်တွေ့နဲ့ကိုက်ညီမှုမရှိရင်ထိုပုဂ္ဂိုလ်ရဲ့တင်ပြချက်အမှားလို့လည်းမှတ်ပါငါဘုရားဟောတဲ့တရားမဟုတ်ဘူးတဲ့ representation ဆိုတာတဆင့်ပြန်ပြောပြတဲ့စကားတွေကလွဲမှားမှုတွေအများကြီးဖြစ်နိုင်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကသေချာတဲ့လမ်းကနေလွဲချော်သွားမှဆိုလို့ဟောဒီမဟာပရိသ၄ပါးကိုကြည့်ဘုရားကိုရည်ညွှန်းပြီးတော့ပြောတဲ့စကားတောင်မှပဲဘုရားလက်မခံနဲ့အောင်ညှိကြည့်အောင်ညှိကြည့်လို့တုတ်သေးဟောတဲ့တရားတွေတဲ့တခြားတရားတွေနဲ့ဘောင်းဝင်တယ်တကယ်လက်တွေ့လက်ကြတယ်လက်တွေ့မှလည်းတကယ်အကျိုးရှိပြီဆိုရင်အဲ့ဒီကြရင်တော့လက်ခံလိုက်လို့ဒီလိုပြောတယ်နောက်တစ်ချက်ကဘာလို့ဆိုရင်ဘုရားတော်မဟုတ်ဘူးတကယ်သာတ္ပိဋကမထေရကြီးတွေသာတ္ပိဋကပုဂ္ဂိုလ်ကြီးတွေပါတဲ့တန်ခအဖွဲ့စည်းကြီးတရားကပြောတဲ့စကားပါဆိုရင်တောင်မှပဲ
လက်မခံလိုက်နဲ့အောင်ဒီပြောတဲ့စကားဟာဟုတ်မဟုတ်ဘုရားဟောကျမ်းဂန်နဲ့သို့မဟုတ်လက်တွေ့နဲ့ညှိနှိုင်းပြီးတော့ကြီးတဲ့မှန်ပြီဆိုမှလက်ခံဟောဒါဒုတိယအချက်တတိယအချက်ကြတော့ကျောင်းတိုက်ကြီးတတိုင်းမှာရှိတဲ့စာတတ်ပေတတ်ဂူတော်တွေအများစုကပြောတဲ့စကားဆိုပြီးမှဒါဘုရားဟောပါလို့ပြောလာလို့ရှိရင်ဟုတ်မဟုတ်ကိုစာပေကျမ်းဂန်နဲ့နှိုင်းရှင်သို့မဟုတ်လက်တွေ့နဲ့ကြည့်ပြီးမှသာလက်ခံရမယ်လို့သူတို့ပြောတယ်နောက်ဆုံးတစ်ခုကျတော့စာတတ်ပေတတ်ပုဂ္ဂိုလ်တူကပြောတဲ့စကားအဲ့ဒီပုဂ္ဂိုလ်တူကပြောတဲ့စကားဟာအမှန်လို့ယူဆလို့မရဘူးတဲ့ဘာလို့ဆိုလို့ရှင်မြတ်စွာဘုရားဟောတဲ့တရားနဲ့ကိုက်မကိုက်လက်တွေ့နဲ့ရှင်းသုံးမှုနဲ့ကိုက်မကိုက်ဒါတွေကိုပြန်ပြီးတော့ညှိနှိုင်းပြီးမှသာလက်ခံရမယ်လို့မြတ်စွာဘုရားကကုသိနာယုံအသွားမှာဘောခနဂရဆိုတဲ့မြို့လေးအနီးမှာရှိတဲ့အာနန္ဒာဆိုတဲ့ဇေဒီမှာဒီစကားကိုခဏခဏဟောခဲ့ဒါနောက်ပိုင်းသာသနာရှေ့ပိုင်းမှာတောင်မှဒီ points of controversy ဆိုတာတွေကပေါ်လာခဲ့တော့နောက်ပိုင်းသာသနာမှာပို့ပြီးတော့ပေါ်လာစရာအကြောင်းရှိတယ်ဒါကြောင့်မို့လို့အငင်းပွားမှုဆိုတာမျိုးတွေကိုတော့ရှောင်ရှားပြီးတော့အရေးကြီးတဲ့အလုပ်ပဲလုပ်ဖို့လိုအပ်တယ်တဲ့ခုနပြောတာလိုပဲမြားနဲ့ပြစ်လိုက်လို့ဘယ်သူကပြစ်တယ်မြားလဲဘာသာနဲ့လှုပ်တယ်မြားလဲအဲ့ဒါတွေမသိမချင်းဒီမြားထံကိုအနှုတ်မခံဘူးဆိုတာမျိုးမဖြစ်စေနဲ့တဲ့ကိုယ်တဏ္ဍာမှာစူးဝင်နေတဲ့မြားကျွတ်ဖို့ရအရေးကြီးတယ်ဘယ်သူကပြစ်ဘာသာနဲ့လှုပ်ထားတာပဲဖြစ်မြားကျွတ်ဖို့ရကအရေးကြီးတယ်ပေါ့ဒါကြောင့်မို့လို့တရားဓမ္မနဲ့ပတ်သက်ပြီးလွဲချော်မှုမရှိတဲ့အကျင့်ကိုကျင့်ကြံကြိုးကိုအထောက်ဖို့မလွဲတဲ့လမ်းကလျှောက်အောင်မှာတေချာတဲ့လမ်းကလျှောက်တယ်လို့ဒီလိုပြောအေးကောင်းပြီဘုရားမြတ်စွာကတေချာတဲ့လမ်းလို့ဆိုပြီးတော့သတ်မှတ်ပေးထားတာနိဗ္ဗာန်ခရီးကိုလျှောက်လန်းတဲ့ပုဂ္ဂိုလ်တွေမှာတေချာတဲ့လမ်းဆိုတာရှိတယ်အဲ့ဒါကိုစာပေမှာအပ္ပန္နကပฏิပဒါအင်္ဂုတ္တရနိကေမှာလည်းပါတယ်အပ္ပန္နကပฏิပဒါနိဗ္ဗာန်လမ်းမပေါ်တက်ပြီးတော့ဆိုလိုတာကတရားဥတရားမြတ်ကိုရခြင်းပြီသို့မဟုတ်တန်တရားခရီးမှာဖြောင်းတန်းတဲ့လမ်းကိုသွားခြင်းနဲ့ဆိုရင်အဲ့ဒီလမ်းကြောင်းဟာတခုတည်းသောလမ်းပဲတဲ့အဲ့ဒီလမ်းကနေရှောက်လို့ဆိုတယ်အဲ့ဒီကျင့်စဉ်၃မျိုးကိုမြတ်စွာဘုရားကဟောထားတာရှိတယ်နံပါတ်1ကဣန္ဒရိယတံဝရဣန္ဒရိယတံဝရဆိုတာဗမာလိုပြောတဲ့အခါကျတော့ဣန္ဒြေကိုစောင့်ထိန်ခြင်းလို့ဆိုအရာထဲမှာပြောနေတဲ့ဣန္ဒြေဒီလူကလည်းဣန္ဒြေမရှိလိုက်တာဆိုအဲ့ဒီဟာမျိုးနဲ့မဆိုင်ဘူးနော်ဣန္ဒြေထိမ့်သိမ့်နေဆိုတဲ့စကားလုံးကဘာလဲခတ္တိတိကြီးထိုင်နေတာကိုဣန္ဒြေလို့ပြောတာမဟုတ်ဘူးနော်မျက်စိကမြင်ပြီးတော့အကုသိုလ်မဖြစ်အောင်ထိန်းတာကိုပြောတာနားကကြားပြီးတော့အကုသိုလ်မဖြစ်အောင်လောကမှာလူတွေလေးနေစဉ်နဲ့မျက်စိကမြင်ပြီးအကုသိုလ်ဖြစ်တယ်ကိုမကြိုက်တာမြင်ဒေါသဖြစ်တယ်ကြိုက်တာမြင်လောဘဖြစ်တယ်လောဘဒေါသမဖြစ်ဘာဖြစ်လာတော့ဆိုမောဟတွေဖြစ်နေတယ်ဟောအာယုံရဲ့သဘာဝကိုတတ်မှတ်ပိုင်းခြားနိုင်စွမ်းမရှိသည့်အတွက်ကြောင့်ထိုအာယုံပေါ်မှာနစ်မျောသွားတယ်လူတွေမျက်စိကမြင်လိုက်လို့ရှိရင်တာမန်ပုဂ္ဂိုလ်တွေကမျက်စိကမြင်လိုက်တယ်အမြင်အာယုံပေါ်မှာအတွေးတွေဝင်လာပြီးလောဘဖြစ်တယ်ဒေါသဖြစ်တယ်မြင်ပြီဆိုရင်တွေးတော့တာပဲနောက်ကမြင်တဲ့အာယုံပေါ်မှာတွေးတယ်နောက်အကြားအာယုံပေါ်မှာလည်းတွေးတယ်နှာခေါင်းကအနံ့ရလို့ရှိရင်လည်းအနံ့ပေါ်မှာတွေးတယ်လျှာကအရသာကိုခံလို့ရှိရင်လည်းအရသာအာယုံကိုတွေးတယ်ခန္ဓာကိုယ်ကအထီးတွေးကိုလည်းတွေးတယ်စိတ်ထဲကအတွေးအာယုံကိုလည်းထပ်ဆင့်ပြီးတော့တွေးတယ်ဆိုတော့အဲ့ဒီအပေါ်မှာ
လောဘမဖြစ်အောင်ထိန်းတာဒေါသမဖြစ်အောင်ထိန်းတာကိုဣန္ဒြေကိုထိန်းတယ်လို့ပြောတာအဲ့ဒီလမ်းကြောင်းမလျှောက်ဘဲနဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်မရောက်နိုင်ဘူးတဲ့ဒါလက်တွေ့ကျင့်သုံးရမယ့်ကိစ္စတစ်ခုပေါ့နော်ဣန္ဒြိယတံဝရလို့ခေါ်စာပေအနေနဲ့ဣန္ဒြိယတံဝရဣန္ဒြိယဆိုတာဗမာလူကဘာသာမပြန်မှုဣန္ဒြေလို့ပဲပြန်လိုက်တယ်အဓိပ္ပာယ်မပေါ်ဘူးဖြစ်တယ်ဣန္ဒြိယဆိုတာစိုးပိုင်မှုကိုပြောတာပိုင်စိုးမှုဘာကပိုင်စိုးတာတော့ဆိုမျက်စိကအမြင်အာယုံကိုပိုင်စိုးထားတယ်နော်စက္ခုဝိညာဉ်စိတ်လေးစက္ခုံတရေဆိုတာဒီမျက်စိကိုပြောတယ်ဆိုပါစို့စက္ခုပတာရယုတ်ကလေးကိုပြောတာအဲ့ဒီစက္ခုပတာရယုတ်လေးကဖြစ်ပေါ်လာတဲ့စိတ်ကိုပိုင်စိုးတယ်ဘယ်လိုပိုင်စိုးတာတော့ဆိုလို့ရှိရင်မျက်လုံးကကြည်ရင်စိတ်ကကြည်တယ်မျက်လုံးကမကြည်ရင်အမြင်စိတ်ကလည်းမကြည်ဘူးဒီလိုဟာမျိုးပြောလို့လားဥပမာမယ်ဆိုတော့မှန်သည်အယိတ်ထင်တဲ့ရုပ်ပုံကိုပိုင်စိုးထားတယ်မှန်ကကြည်လို့ရှိရင်အယုတ်ဟာကြည်လင်ပြတ်သားတယ်မှန်မကြည်ရင်အယုတ်ကကြည်လင်ပြတ်သားမှုမရှိဘူးဆိုအဲ့ဒါ तू ကစိုးပိုင်ထားတာ तू ချုပ်ကိုင်ထားတယ်လို့ပြောတာအဲ့ဒါကိုဣန္ဒြေလို့ခေါ်တာနော်ဒီပြင်ဟာကိုခေါ်တာမဟုတ်ဘူးဣန္ဒြိယပစ္စယောဆိုတာလည်းအဲ့ဒီဟာကိုဆိုလို့တယ်သူဆိုင်ရာကိစ္စအမြင်ကိစ္စမှာမျက်စိကအဓိကဖြစ်တယ်မျက်စိမရှိရင်မမြင်ရတော့ဘူးဒါအမြင်ကိစ္စမှာမျက်စိကအဓိကအကြားကိစ္စမှာနားကအဓိကအနံ့ကိစ္စမှာနှာခေါင်းကအဓိကအရသာကိစ္စမှာလျှာကအဓိကအထီးတွေ့ကိစ္စမှာခန္ဓာကိုယ်ကအဓိကအတွေးကိစ္စမှာစိတ်ကအဓိကအဲ့ဒီအဓိကဖြစ်တဲ့မျက်စိနားနာလျှာကိုယ်စိတ်ဆိုတဲ့အဲ့ဒီဣန္ဒြေ၅ပါးဣန္ဒြေ6ပါးနဲ့ပတ်သက်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်းချုပ်မှုကိုဣန္ဒြိယတံဝရလို့ခေါ်တယ်တဲ့ဒါကလေ့ကျင့်ပြီးတော့ယူရမှာလေ့ကျင့်ပြီးတော့ယူရမှာလေ့ကျင့်တယ်ဆိုတဲ့သဘောကဆယ်ကမြင်တယ်ဆိုပါစို့မလေ့ကျင့်တဲ့ပုဂ္ဂိုလ်ကဆယ်ကမြင်ဆယ်ကလုံးလောဘဖြစ်ရင်ဖြစ်မယ်ဒေါသဖြစ်ရင်ဖြစ်မယ်မလေ့ကျင့်ဟောလေ့ကျင့်လိုက်တဲ့ပုဂ္ဂိုလ်ကဆယ်ကမြင်တဲ့အထဲမှာသူ့မှာ9ကလောက်ပဲတတိလွတ်ပြီးတော့လောဘဒေါသဖြစ်တစ်ချိန်တော့ကောင်းသွားအတိတဲ့ပိုလေ့ကျင့်လိုက်လို့ရှိရင်နှစ်ခါကလောဘဒေါသမဖြစ်ဘူး10ခါလောက်ပဲဖြစ်မယ်ဟောတဖြည်းဖြည်းလေ့ကျင့်သွားတဲ့အခါကျတော့လောဘဒေါသမဖြစ်တဲ့အချိန်တွေကများလာပြီးတော့ဖြစ်တဲ့အချိန်ကနည်းနည်းသွားတာဒါလေ့ကျင့်တာလို့ခေါ်ဘာဝနာဆိုတဲ့အဓိပ္ပာယ်ကလည်းအဲ့ဒါပြောဘာဝနာဆိုတာဖြစ်စေတယ်ပွားအောင်လုပ်တယ်အဲ့ဒီနှစ်ခုမြတ်စွာဘုရားတို့လိုကြတော့အဆင့်အမြင့်ဆုံးပါဖက်ဖြစ်သွားပြီဆိုတဲ့အခါကျတော့မျက်စိကမြင်လဲကောင်းတာမြင်လို့လဲလောဘမဖြစ်တော့ဘူးမကောင်းတာမြင်လို့လဲဒေါသမဖြစ်တော့ဘူးဘာကြောင့်မဖြစ်တော့သလဲဆိုရင်အာယုံပေါ်မှာအတွေးနဲ့အာယုံတွေကိုမြတ်စွာဘုရားကရှင်းရှင်းလင်းလင်းသိပြီးသားဖြစ်သွားတယ်တဲ့ပိုင်းခြားသိပြီးသားဖြစ်သွားပုရုဇဉ်တွေကြတော့မသိတော့အာယုံပေါ်မှာနစ်မျောသွားစိတ်ကမျောသွားပြီးတော့အတွေးတွေပေါ်မှာလောဘဖြစ်လိုက်ဒေါသဖြစ်လိုက်လာတာအဲ့တော့မြတ်စွာဘုရားကြတော့အဲ့ဒီအာယုံကိုပိုင်းခြားကြာနာနာသိထားပြီးဖြစ်သည့်အတွက်ကြောင့်ဘာဆိုတာသိထားပြီးဖြစ်သည့်အတွက်ကြောင့်လောဘဖြစ်เสียအကြောင်းမရှိတော့ဒေါသဖြစ်เสียဒါကအပြင်ဘက်ကအတွင်းဘက်ကနေလို့ရှိရင်လောဘဒေါသဘောဖြစ်เสียအနုတ္တယဓာတ်အနေနဲ့ကိုလုံးဝမရှိတော့ဘူးအတွင်းစိတ်မှာလည်းပဲထိခိုက်เสียမရှိတော့ဘူးအပြင်ငါကိုလည်းရှင်းရှင်းလင်းလင်းသိထားတယ်ဟောနှစ်ခုဘုန်းကြီးတို့တွေကြတော့အပြင်ကိုလည်းရှင်းရှင်းလင်းလင်းမသိဘူးအတွင်းကလည်းရှုပ်နေတယ်အပြင်ကလည်းမရှင်းဘူးအတွင်းလည်းမရှင်းဘူးဆိုတော့မိထပွက်တာပေါ့လောဘဆိုရယ်မိပွက်လိုက်ဒေါသဆိုရယ်မိပွက်လိုက်တယ်ဒီလိုနေတာပေါ့အဲ့ဒါဣန္ဒြိယတံဝရလို့ခေါ်တယ်ဣန္ဒြိယတံဝရဣန္ဒြေကိုစောင့်စည်းနိုင်ပြီလောဘဒေါသမောဟအကုသိုလ်မဖြစ်အောင်ထိမ့်သိမ့်နိုင်ပြီဆိုရင်ဒါမှန်ကန်တဲ့လမ်းတစ်ခုရှောက်နေတာနောက်တစ်ခုကဘောဇနေမတ္တိညုတဘောဇနေမတ္တိညုတ
လူတွေဆိုတာအသက်ရှင်ဖို့အတွက်အာဟာရမပြတ်စားသုံးနေကြရအဲ့ဒီအာဟာရဆိုတာသိအရေးကြီးတယ်တရားထုတရားမြတ်ရဖို့လည်းပဲဟောဒီအာဟာရကဥပနိဒေယတတ္တိနဲ့ကျေစုပြုနိုင်အလုံးကြဘူးကြပါလိမ့်မယ်မာတိကာရွာကအမျိုးသမီးကြီးကုညီဆောင်းရှောက်ပေးလို့ရဟန်းတော်တွေတရားထုရသွားကြတာလေတပ္ပယဖြစ်တဲ့အာဟာရနဲ့တပ္ပယမဖြစ်တဲ့အာဟာရဆိုတာနှစ်မျိုးရှိတယ်တပ္ပယဆိုတာမိမိအတွက်အကျိုးဖြစ်ထွန်းတဲ့အာဟာရမျိုး beneficial ပေါ့အတ္တပ္ပယဆိုတာအကျိုးမဖြစ်ထွန်းဘူးအဲ့ဒီအာဟာရနဲ့အကျိုးဖြစ်ထွန်းတဲ့အာဟာရကိုစားတဲ့အခါကျတော့အသိဉာဏ်ကလည်းပို့ပြီးတော့ပွင့်လင်းလာပွင့်လင်းလာသည့်အတွက်ကြောင့်တရားသဘောကိုပို့ပြီးတော့သဘောပေါက်တယ်ဒါကြောင့်မို့လို့အာဟာရနဲ့ကင်းပြီးတော့မဖြစ်နိုင်ဘူးအာဟာရပေါ်မှာမှီပြီးတော့လူရဲ့အသက်ဟာလည်းတည်နေရတာဖြစ်သောကြောင့်အာဟာရကိုစားအဲ့ဒါလို့စားသုံးတဲ့အခါမှာမြတ်စွာဘုရားကမတ်တင်ညူတဲ့အတိုင်းတန်ကိုသိဆိုတာဘာပြောတာလောကလူတွေကအစာစားတဲ့အခါမှာအစာရဲ့အကျိုးပြုမှုအဓိကအချက်ကိုမျက်ွယ်ပြုပြီးတော့အဓိကမဟုတ်တဲ့အပေါ်မှာရှေ့တန်းတင်လိုက်အဓိကအချက်ဆိုတာဘာတော့ဆိုရင်အစာစားတာဟာအသက်ရှည်ဖို့ဘာလို့လဲဆိုအာဟာရကသူက sustain လုပ်တာလူရဲ့အသက်ကို sustain လုပ်ပေးထားတာအစာမစားရင်ဘယ်သူမှအသက်မရှိဘူးအဲ့တော့ခန္ဓာကိုယ်ကြီးတည်ထမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်ဟာအဓိကရည်ရွယ်ချက်ပဲအစာစားခြင်းရဲ့အဓိကရည်ရွယ်ချက်ကခန္ဓာကိုယ်ကြီးတည်ထမ်းဖို့နောက်တစ်ခုကဆာလောင်ခြင်းကိုပြေဖြောက်ဖို့မြတ်မြတ်တာလုံနိုင်ကိုင်နိုင်ဖို့ဆိုတာအဓိကအဲ့ဒါမူလရည်ရွယ်ချက်တွေပြတ်သွားပြီးတော့ဘာလို့တော့ဆိုဝအောင်စားတယ်လှအောင်စားတယ်နော်ကြိုက်လို့စားတယ်ဒါမျိုးတွေဖြစ်လာဒါကြောင့်မို့လို့ယဟန်တော်တွေကြတော့ဘောဇနီမတ္တညုအစာစားတာနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အတွေးတွေရအောင်လို့မြတ်စွာဘုရားကအေးအစာစားမယ်ဆိုလို့ရှိရင်တဲ့ရွယ်ချက်မထားရမယ့်ဟာနေဝတဝါယနမထာယနမန္တနာယနဝိဘူဒနာယကလေးတွေလို့ဆော့နိုင်ပျော်နိုင်ပန်းနိုင်မှုစားတာမျိုးမဖြစ်ရဘူးတဲ့အစာစားတာအစာစားပြီးတော့အပျော်ကျူးဖို့လည်းမဟုတ်ဘူးတဲ့ခန္ဓာကိုယ်လှပဖို့လည်းမဟုတ်ဘူးအသားရည်တွေပြည့်ဖြိုးလာအောင်လုပ်တာလည်းမဟုတ်ဘူးအဲ့ဒီရည်ရွယ်ချက်နဲ့မစားဘူးလို့ယဟန်တော်များအစာစားတဲ့အခါမှာဆင်ញရတယ်လေဤသည့်စားပွဲအမဲမဲကိုမြူးရည်မှန်ကြွလှပရေးဆင်းပြည့်ဖြိုးခြင်းဟာမသုံးပါဘူးဟောအဲ့ဒီရည်ရွယ်ချက်တွေမထားတာဒါဘောဇနီမတ္တညူလို့ပြောတာနော်တိုင်းတာသတ်မှတ်ထားတဲ့အတိုင်းလောကလူတွေကအဲ့ဒီရည်ရွယ်ချက်တွေနဲ့စားသည့်အတွက်ကြောင့်ဘာဖြစ်တော့မဖြစ်တဲ့နာတွေဖြစ်တယ်ပေါ့မဖြစ်တဲ့နာတွေဖြစ်တယ်နောက်ဆုံးအကျိုးဖြစ်တာမဖြစ်တာကိုမကြည့်ပဲနဲ့ကြိုက်မကြိုက်ပေါ်မှာမူတည်ပြီးတော့စားကြသည့်အတွက်ကြောင့်ဒီဘဝတည်းမဲ့ဆုံးရှုံးနေတာမှုတွေဖြစ်တယ်ယောဂဖြစ်လို့မတည့်တာသွားစားကိုကြိုက်တာစားယောဂဖြစ်တဲ့အတွက်ယောဂတိုးတယ်ပေါ့အသက်တိုးတယ်ပေါ့ဒါပေါ့မကောင်းတဲ့အကျိုးတွေဖြစ်တာပဲအဲ့ဒါကြောင့်မို့ဤသည့်စားပွဲအမဲမဲကိုမြူးရည်မှန်ကြွလှပရေးဆင်းပြဖြိုးခြင်းကမသုံးပါဘူးအဲ့ဒါတွေအတွက်မစားပါဘူးလေးပြဓာတ်ဆောင်ဤကိုကောင်းသည်ရှိအောင်ဒီနေ့ဒါမူလရည်ရွယ်ချက်အစာမစားရင်သိသွားမယ်ဒါကြောင့်မလို့ဓာတ်၄ပါးနဲ့ဖွဲ့စည်းထားတဲ့ဤခန္ဓာကိုယ်ကြီးတည်ထမ်းဖို့အတွက်စားပါတယ်လေးပြဓာတ်ဆောင်ဤကိုကောင်းသည်ရှိအောင်တင်လျက်အသက်မြတ်တမ်းနဲ့တက်တန်းစိတ်စိတ်နေပြီးတော့အစာအာဟာရပြည့်ပြည့်ဝဝနဲ့ဆိုရင်တက်တန်းစိတ်နေနိုင်တယ်အသက်မြတ်တမ်းမမောပညာဆိုပင်ပင်ပန်းပန်းမရှိပဲနဲ့ဖယားသာသနာကျင့်တဲ့ဖြာကိုဒါထားတဲ့ရည်ပဲချက်ဖယားသာသနာကျင့်တဲ့ဖြာကိုကျင့်ကြံကြိုးကုပ်အထောက်အမဲ့လုပ်ငန်းတွေသာသနာဗြဟ္မစရိယမေဃဗြဟ္မစရိယဆိုအကျင့်တဲ့ဖြာကိုကျင့်မှနိုင်စေအဲ့ဒါတွေကျင့်မှုရည်ရွယ်ချက်နဲ့ထားတယ်
ပြီးတော့စားတဲ့အခါမှာလည်းအကန့်အသတ်ကလေးရှိရမယ်တဲ့ကြိုက်တာကြတော့ဖိစားတယ်ဆိုတာမျိုးမဖြစ်ရအောင်လို့ဝေဒနာဟောင်းတဲ့မဖြစ်စေရဝေဒနာဟောင်းဆိုတာဘာပြောလို့ဆိုမစားဘဲနဲ့နေလို့ရှိရင်အစာအိမ်ယောဂဖြစ်မယ်လေဆာလောင်တဲ့ယောဂဖြစ်တယ်ဒီပါစကဝမ်းမိကအစာအိမ်ကိုလာပြီးတော့လောင်သည့်အတွက်ကြောင့်အစာအိမ်မှာအချင်းတွေပေါက်ပြီးတော့ဟုတ်လားအစာအိမ်ယောဂဖြစ်တယ်အဲ့ဒါဝေဒနာဟောင်းအဲ့ဒါကိုငြိမ်းအောင်စားဟောဝေဒနာဟောင်းဝေဒနာသစ်ဆိုတာမတည့်တာစားလို့ဖြစ်လာရင်ဝေဒနာအသစ်ပဲဒါစားလို့ဖြစ်လာတယ်ဒါမို့ပြောဒီနေ့မတည့်တာစားလိုက်လို့တစ်ခုဖြစ်တယ်မတည့်တာစားလို့သွေးတွေတိုးသွားတယ်ဟောတစ်ခုဖြစ်နော်မတည့်တာစားလို့စီးကြိုတွေတက်သွားတယ်ဒါဝေဒနာအသစ်လို့ခေါ်တယ်နောက်ဆုံးပဲဘာယောဂမှမရှိတဲ့လူလည်းပဲဟုတ်လားအစာမကြေဘူးဒီနေ့အော့အန်တယ်အစာများသွားလို့နဲ့ဟောဖြစ်တယ်အဲ့ဒါတွေမဖြစ်เสียဘူးလို့ဆိုတယ်ဝေဒနာဟောင်းသစ်မဖြစ်เสียရပိုင်းမြတ်လက်ခန္ဓာကိုယ်အသက်မြတ်မြတ်တာဖြစ်ပြီးခတ်သိမ်းဖြစ်ကိုစားစာနဲ့ပတ်သက်ပြီးကိုယ်မှာဘာအပြစ်မှမရှိအောင်မဖြစ်လေအောင်ချမ်းမြေ့အောင်ဟုတင့်တော်ရုံပဲအစာစားထားသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကနေလို့ထိုင်လို့ဖြစ်မြတ်စွာဘုရားကသာသနာတော်ကြီးစပြီးတော့တည်တဲ့အခါမှာဘုန်းကြီးတွေကိုမွန်းလွဲချိန်မစားရဘူးလို့တခါတည်းမပြည့်ညတ်ဘူးရှေးသူတော်စင်တွေရဲ့အယူဆရှေးရိုးကျင့်လာတဲ့အကျင့်တစ်ခုဟာဒီနတ်နဲ့အာယုန်တက်ကနေပြီး12နာရီလို့ခေါ်တဲ့နတ်နဲ့စာတစ်ခုပဲစားဒါသူတော်ကောင်းတွေလေးလာတယ်တစ်ချိန်ပဲစားတယ်လို့ပြောတာထမင်းက2ထပ်ရှိတယ်ပေါ့အခုခေတ်တော့နောက်တိုင်းကဆို breakfast လို့ရှိတယ်နော် lunch ရှိတယ် supper ရှိတယ်နဲ့ပြောတယ် dinner ရှိသေးတယ်အဲ့မှာမြတ်စွာဘုရားကပြောမယ်ဆိုလို့ရှိရင် breakfast ပေါ့အဲ့ဒီတစ်ခုပဲနတ်နဲ့စာနတ်နဲ့စာဆိုတာ10နာရီ17နာရီ12နာရီအတွင်းစားတဲ့အစာဟုတ်ဒါတစ်ချိန်စားတယ်လို့ပဲခေါ်တယ်ဘယ်နှခါစားတစ်ချိန်စားတယ်လို့ပဲခေါ်တယ်မနဲ့စာပေါ့နတ်နဲ့စာအဲ့တော့မြတ်စွာဘုရားကယဟန်တွေကိုနေလွဲစာနဲ့ညစာမစားရဘူးဆိုတာကိုတခါတည်းမပယ်ဘူးဘုရားတခါတည်းပယ်တာမဟုတ်ဘူးသာသနာပေါင်းမှာတန်ဃာတွေဝင်လာတဲ့အချိန်မှာတချို့ကိုယ်တော်တွေညစာစားကြသေးတယ်မနေ့စာစားလို့တချို့ကြတော့စားရတယ်လေမနေ့စာစားပြီးရင်ညနေစာစားကြတယ်နေ့လယ်စာတွေစားကြတယ်12နာရီကျော်မှလည်းစားတယ်ညမှလည်းစားတယ်အဲ့လိုပုံကိုယ်တွေရှိတယ်ဒါပေမဲ့မြတ်စွာဘုရားကမစားနဲ့လို့ဥပဒေအနေနဲ့မပြည့်ညတ်သေးဘူးသို့တော့ဩဝါဒတော့ပေးထားတယ်ပေါ့အဲ့တော့ရှင်ဥဒ္ဒကြီးဆိုတဲ့မထေရကြီးတစ်ပါးဆိုလို့ရှင်မြတ်စွာဘုရားကဒီနေ့ကနေစပြီးတော့ညစာမစားနဲ့တန်ဃာတွေညစာမစားကြနဲ့တော့ဝိကာလဘောဇနသိက္ခာပုဒ်ကိုပြည့်ညတ်လိုက်တယ်12နာရီကနေပြီးနောက်တရက်အရုံတဲ့အထိအဲ့ဒီချိန်ကြီးမစားရဘူးလို့မြတ်စွာဘုရားဥပဒေပြည့်ညတ်လိုက်တယ်ပြည့်ညတ်လိုက်တော့ပထမစိတ်ဆိုးတယ်လူတွေမှာကမနေ့စာကဖြစ်တယ်လို့စားတာနဲ့ညစာကြတော့အကောင်းလို့စားတယ်လို့ပြောတယ်အဲ့ဒီခေတ်ကလူတွေကသားနဲ့သမီးနဲ့ဝိုင်းနဲ့ညစာဆိုရင်တောက်လို့စားလို့ပို့ပြီးတော့ကောင်းကောင်းမွန်မွန်စားကြတယ်ပြောတယ်မအိတ်ခင်အဲ့တော့ဥရကြီးကလူဘွားလာတာဆိုတော့သူကစိတ်ဆိုးတယ်စိတ်ဆိုးပြီးတော့သူစိတ်ဆိုးတယ်ဆိုတာဘုရားကိုပြန်လျှောက်တယ်ဘုရားကညစာမစားရဘူးလို့ပြညတ်လိုက်တဲ့အခါမှာသူစိတ်တူသွားတယ်တကယ်အကောင်းဆုံးအစားအစာမှရွေးပယ်ပြီးမနေပေါ့အကောင်းဆုံးညစာမှတို့မစားရဘူးဆိုရင်ဘာလို့ဖို့လဲပေါ့လူဘွားကြီးอ่ะနောက်ကြတော့မြတ်စွာဘုရားကိုသူကပြန်လျှောက်တယ်နောက်တော့တပည့်တော်ကျေးဇူးတင်တယ်ဗျာတဲ့ညစာစားဖို့အတွက်တပည့်တော်တစ်ခါဆွမ်းခံထွက်တယ်တဲ့ညာကြီးအဲ့ဒီညာကြီးကလည်းတခါတည်းမိုးတွေတက်လာမိုးတွေကရွာမလို့မှောင်မဲပြီးတော့တက်လာလူတွေကလည်းညစာစားပြီးတော့အိမ်စီကျွန်မတွေအိမ်စီအလုပ်သမားတွေက
ထမင်းနေဟင်းနေစားတောက်ပြီးတဲ့ပကံခွဲရောက်တွေကိုအိမ်ပြင်မဲ့ထွက်ဆေးကြတယ်ပေါ့အဲ့ဒီခေတ်ကတော့အပြင်မှာဆေးကြတာကိုခုခေတ်နဲ့တော့မတူဘူးပေါ့အဲ့ဒီမှာပကံခွဲရောက်တွေဆေးနေတဲ့နားမီးလည်းရှိတာမဟုတ်ဘူးမှောင်ကြီးထဲမှာအဲ့ဒီအပြင်ထွက်ပြီးတော့အိမ်မှာချက်ပြုတ်တဲ့အမျိုးသမီးတယောက်ကပြင်မဲ့ထွက်ပြီးတော့ဆေးနေတဲ့အချိန်မှာဥဒ္ဒကြီးကအဲ့ဒီသွားပြီးတော့ဆွမ်းရက်တယ်တဲ့ဆွမ်းသွားခံလိုက်တဲ့အခါကျတော့မိုးကြီးကလည်းမောင်းနေမိုးတွေကလည်းတက်လာရှက်စီးတွေကလည်းလက်သူကလည်းအဲ့ဒီအမျိုးသမီးနာသွားပြီးတော့ဟိုကပကံဆေးနေတဲ့နာတခုခုများရမလားလို့သွားပြီးတော့ဆွညံဟင်းညံလေးထမင်းညံလေးများရမလားလို့အဲ့နဲ့သွားရက်တာဟိုရက်တော့ဟိုကလည်းပကံအာယုံဆိုင်ပြီးတော့ဆေးနေတဲ့အချိန်ရှက်စီးလဲလိုက်တော့အနန္တမှာကိုတော်ကြီးမဲမဲကြီးရက်နေတာမြင်တော့အမလေးဘလူးကြီးဆိုပြီးတော့လန့်အောင်အဲ့ဒီကြတော့မှသူစကားနဲ့ပြောမယ်ဆိုအဘုံမေကလားစကားပဲနဲ့တူရတယ်အဘုံမေလို့អော်လိုက်တာအဘုံမေပိသသောဝတ္တယမလေးဘလူးကြီးဆိုသေပါပြီဘလူးကြီးရဲ့ဆိုပြီးတော့လန့်ပြီးတော့អော်လိုက်တဲ့အခါကျတော့အဲ့ဒီကိုတော်ကပြောတယ်နှမတဲ့ငါဘလူးမဟုတ်ပါဘူးတဲ့ဆွမ်းခံကိုတော်ပါနဲ့အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးကဘာပြောတော့ဆိုအရှင်ဘုရားမှာအမေမရှိလို့လားအမေသေးနေလို့လားကို့အမေကိုချက်ခိုင်းပြီးစားပါလားနဲ့ဆိုပြီးတော့ပြောတယ်အဲ့ဒီဒုက္ခတွေသူကြုံခဲ့ရတယ်တဲ့မြတ်စွာဘုရားကညစာမစားရဘူးလို့မပြည့်ညတ်ခင်ကသူညစာမနေနိုင်တော့အဲ့ဆွမ်းခံပြီးတော့စားတယ်အဲ့ဒီလိုဒုက္ခတွေဒါတွေမကဘူးတဲ့တခါတရံတခိုးတွေနဲ့တွေ့တယ်တခါလူဆိုးတွေနဲ့တွေ့တယ်တဲ့ညဆွမ်းခံထွက်ရင်အမျိုးမျိုးအယမူးလာတဲ့လူတွေနဲ့တွေ့တယ်တဲ့အဲ့လိုအမျိုးမျိုးဒုက္ခတွေရောက်ခဲ့တယ်ပေါ့လေအခုမြတ်စွာဘုရားကညစာမစားရဘူးလို့ပြညတ်လိုက်တဲ့အခါကျဒီဒုက္ခတွေသူသက်သာသွားတယ်ပေါ့အဲ့ဒီလိုအခက်ခဲတွေသူမရှိတော့ဘူးမစားရဘူးဆိုသည့်အတွက်ကြောင့်မစားဘဲနေလိုက်တော့လည်းပြတ်သွားတာပေါ့အတွက်တာမနဲ့ပဲဝအောင်စားပြီးညစာမစားရတော့အများကြီးသက်သာသွားမြတ်စွာဘုရားကအစာအာဟာရနဲ့ပတ်သက်ပြီးတော့ဘလို့ဟောတယ်ဆိုယဟန်နေငါဟာဘုရားဖြစ်ကြတဲ့ကနေပြီးတော့နတ်နဲ့စာတစ်ထပ်ပဲစားတယ်စားသည့်အတွက်ကြောင့်ခွန်အားလည်းရှိတယ်ပေါ့ပါလည်းရှိတယ်ယောဂလည်းနည်းတယ်သင်တို့လည်းအဲ့ဒီတိုင်လိုက်နာကြမနဲ့စာတစ်ထပ်ပဲစားအထိုင်ထလည်းပေါ့ပါတယ်အင်အားလည်းရှိတယ်ဟောအဲ့ဒီလိုအကျိုးအပြစ်ကိုမြတ်စွာဘုရားကဟောပြီးတော့မှဒီတိက္ခာဘုတ်ကိုပြညတ်ထားပါ by force နဲ့လောက်တာမဟုတ်ဘူးတဲ့ဘုရားသာသနာဆိုလိုတာကအစားအသောက်နဲ့ပတ်သက်တော့မြတ်စွာဘုရားကချက်ချင်းကြီးမစားနဲ့လို့မပိတ်ဘူးတဖြည်းဖြည်းချင်းစီကံတတ်မှတ်လိုက်တာနောက်ဆုံးတော့ဒီကနေ့ခေတ်တတ်မှတ်ထားတဲ့အတိုင်းဟုတ်လားမုံမလွဲခင်အချိန်မနေ့ပိုင်းပဲတန်ဃာတွေစားတော့တယ်ဒါနောက်ဆုံးပြညတ်လိုက်တဲ့အနေထားပေါ့အဲ့ဒီမှာခုနကရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့စားလို့ရှိရင်ဘောဇနီမတ္တိညုတာတဲ့မှန်မှန်ကန်ကန်စားသည့်အတွက်ကြောင့်ဒါကလည်းပဲတရားဓမ္မကျင့်တဲ့အခါမှာအလွန်အထောက်အကူဖြစ်လို့တတိပေးတာမှန်ကန်တဲ့ကျင့်စဉ်တစ်ခုဒါလူပဲဖြစ်စေယဟန်တန်ဃာပဲဖြစ်စေလိုက်နာမယ်ကျင့်တစ်ခုပဲမှန်ကန်တဲ့ရည်ရွယ်ချက်လူအကြောင်းတွေကြတော့ဘယ်ချိန်စားဘယ်ချိန်မစားနဲ့ဆိုတာမျိုးမတတ်မှတ်ဘူးသို့တော့ကြည့်လေ၈ပါးသီလဆောက်တည်လိုက်လို့ရှိရင်မနေ့စာပဲစားတော့ညပိုင်းစားတာကိုအာမပေးတော့ဘူးတရားထုတ်ဖို့ပိုရလာတယ်ခန္ဓာကိုယ်မှာစားပြီးလို့ရှိရင်ထမင်းစီရက်တယ်ဆိုပြီးတော့ဌိနမိတ်တာဝင်တတ်တယ်ဒါကြောင့်မို့အဲ့ဒီဌိနမိတ်တာမဖြစ်အောင်လို့ဆိုပြီးမြတ်စွာဘုရားကအစာကိုလျှော့စားခိုင်းလိုက်တယ်အစာကိုလျှော့စားခိုင်းတဲ့အတွက်ကြောင့်ကျမ်းမာရေးလည်းပိုကောင်းလာတယ်လို့ပြောဒီကနေ့ခေတ်မြတ်စွာဘုရားရဲ့စနစ်အတိုင်းဆရာဝန်တွေကထောက်ခံတယ်ဘုန်းကြီးတွေကျမ်းမာကြတယ်တဲ့ဘာလို့ကျမ်းမာတော့ညစာမစားလို့လူတွေရဲ့ဗိုက်ထဲကဥကအမြဲလှုပ်နေရတယ်တဲ့တော့ကြတဆွတ်ဆွတ်စားသည့်အတွက်ကြောင့်ဥကအနာမရဘူးလူကသာနာတော့ကြဟိုလေးစားလိုက်ဒါလေးစားလိုက်ကိုကတော့ပါဇက်ကနေထည့်လိုက်တာပေါ့ထည့်လိုက်တဲ့အခါကျတော့အတွင်းကဥတွေကနေပြီးအစာဝင်လာရင်သူကငြိမ့်နေလို့မရဘူးအလုံးလုံးနေကြအဲ့တော့24နာရီမပြတ်ညလူကသာအိတ်တာဥကအိတ်လို့မရဘူးဖြစ်
ဘုန်းကြီးတွေကြတော့ညဥထဲမှာအစာမရှိတော့လူလဲအိတ်ဥလဲအိတ်ပေါ့အဲ့ဒါကြောင့်မို့လို့ကျမကြီးပိုကောင်းတယ်လို့ဒီလိုပြောတယ်ခုခေတ်ဒီကနေ့ခေတ်ဆေးပညာကလည်းထောက်ခံတယ်အဲ့ဒီအချက်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဗလံနဲ့လဟုတ်ဌာနခွန်အားလည်းရှိတယ်တဲ့ပေါ့ပါတယ်တဲ့နေရထိုင်ရတာဟောရသောမစားတဲ့အကျိုးဣဒါကြောင့်မို့လို့ဒါလည်းမှန်ကန်တဲ့ကျင့်စဉ်တရားပဲလို့ဆိုပြီးအပ္ပနကပฏิပဒါပဲနောက်ဆုံးတစ်ခုကဘာတော့ဆိုရင်ဇာဂရိယာနုယောဂတရားဓမ္မကိုကျင့်တဲ့အခါမှာနိုးနိုးကြားကြားကျင့်ရမယ်နိုးကြားမှု vigilance နိုးကြားနေတယ်ဆိုတာခုန mindfulness ကိုပြောတာ mindfulness ကိုပြောတာတတိပဌာန်ကျင့်စဉ်ကိုပြောတာဒါတရားကျင့်နေမှာ mindfulness မဟုတ်ဘူးလူရဲ့ဘဝမှာ mindfulness ဖြစ်ဖို့မြတ်စွာဘုရားကသင်ပေးတာဇာဂရိယနုယောဂဆိုတာတရားကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုဥတည်ပြောမယ်ဆိုလို့ရှိရင်လမ်းလျှောက်လိုက်ကျမ်းမာရေးအတွက်လမ်းလျှောက်ရင်လည်းကိုယ်စိတ်ထဲကအညစ်အကြေးတွေစိတ်ထဲမှာရှိနေတဲ့လောဘတွေဒေါသတွေမောဟတွေမဖြစ်ရအောင်ထိမ့်သိမ့်နေဖြစ်လာရင်ရှင်းပစ်တယ်ထိုင်းနေတယ်တရားအာယုန်တစ်ခုကိုယူပြီးတော့ထိုင်းနေတယ်လောဘဖြစ်လာရင်ရှင်းပစ်တယ်ဒေါသဖြစ်လာရင်ရှင်းပစ်တယ်မောဟဖြစ်လာရင်ရှင်းပစ်တယ်မာနတွေဝင်လာရင်ရှင်းပစ်တယ်ကိုယ်စိတ်လေးကိုအမြဲတမ်း purify ဖြစ်အောင်လုပ်နေတာဇာဂရိယာနုယောဂလို့ခေါ်တယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်လုပ်ဖြစ်တာပဲဒါကိုယ်စိတ်ထဲမှာစိတ်ကလေးကမဖြူစင်တဲ့အတွေးလေးတွေဝင်လာတာနဲ့တပြိုင်နက်အဲ့ဒီမဖြူစင်တဲ့အတွေးလေးတွေကိုပြောင်းလဲပြီးတော့ဖြူစင်အောင်လုပ်ပေးလိုက်တာပေါ့စိတ်ဆိုတာအတွေးပေါ်မှာမူတည်ပြီးတော့ဖြူတာမဲတာဖြစ်တာအဲ့တော့မကောင်းတဲ့အတွေးတွေဝင်လာလို့မကောင်းတဲ့စိတ်တွေဝင်လာလို့ရှိရင်ကောင်းတဲ့စိတ်နဲ့အစားထိုးလိုက်တာပေါ့ဥမာမဲ့သူများပေါ်မှာမုန်းတီးတဲ့စိတ်ကလေးဝင်လာလို့ရှိရင်မုန်းနေလို့ဘာအကျိုးရှိမှာမုန်းနေရင်ဒါဒေါသပဲဒေါသဆိုတာအကုသိုလ်ပဲအကုသိုလ်ကငါပဲမကောင်းကျိုးပေးမှာပဲဟောဒီအတွေးတွေကပြန်ပြီးတော့ဒေါသကိုဖယ်ရှားပစ်တဲ့အတွေးပဲအဲ့တော့တရားဆိုတာကိုယ်တဏ္ဍာမှာရှိတဲ့ဟာတစ်ခုနဲ့တစ်ခုပြန်ခြေဖြတ်သွားတာခြေဖြတ်တဲ့နိစ္စနေပဲမုန်းတီးတဲ့နှလုံးသားပေါ်လာလို့ရှိရင်မေတ္တာနှလုံးသားနဲ့အစားထိုးပစ်တယ်လောဘဖြစ်လာလို့ရှိရင်အလောဘနဲ့အစားထိုးတယ်မောဟဖြစ်လာလို့ရှိရင်အမောဟနဲ့အစားထိုးလိုက်တယ်အဲ့ဒီအစားထိုးနေတာဒီပင်တရားကျင့်နေတာတဲ့နော်တရားကျင့်နေတယ်ဆိုတာအဲ့ဒါအစားထိုးနေတာလောဘဖြစ်ရင်ဖြစ်မှန်းသိလိုက်တယ်မဖြစ်အောင်ထိမ့်တယ်ဒေါသဖြစ်ရင်ဖြစ်မှန်းသိလိုက်တယ်မဖြစ်အောင်ထိမ့်တယ်မောဟဖြစ်ရင်ဖြစ်မှန်းသိမဖြစ်အောင်ထိမ့်လိုက်တယ်အဲ့ဒါလို့ထိမ့်လိုက်တာဟာဒါတရားကျင့်နေတာအဲ့ဒါကိုပဲဇာဂရိယာနုယောဂလို့စာပေကျမ်းဂန်မှာစင်ကမေနနိသစ္စာယအာဝရဏီဟိဓမ္မေဟိစိတ်တံပရိသောရေတိစိတ်ရဲ့အညစ်အကြေးတွေကနေပြီးတော့ဒီအညစ်အကြေးတွေမကတ်ရအောင်စိတ်ကိုဖြူစင်းနေအောင်လုပ်ပါတဲ့လမ်းလျှောက်နေရင်လည်းလုပ်ပါထိုင်းနေရင်လည်းလုပ်ပါလို့ဆိုလိုတယ်အဲ့တော့ကိုယ်တဏ္ဍာမှာတတိလေးထားပြီးတော့လောဘဒေါသမောဟတွေမဖြစ်သေးရင်မဖြစ်အောင်ထိမ့်ဖို့ဖြစ်လာလို့ရှိရင်လျော့နေသွားအောင်လုပ်ဖို့နောက်ဆုံးပြောင်းသွားအောင်လုပ်ဖို့ဒီအကျင့်ဟာဒါမလွဲတဲ့အကျင့်ပဲဒါလမ်းဟောင်းပဲဘယ်သွားတဲ့လမ်းဟောင်းလုံးဆိုရင်နိဗ္ဗာန်သွားတဲ့လမ်းဟောင်းပေါ့လောကမှာဗုဒ္ဓဘာသာတွေရဲ့ဥတည်ချက်ကဘာတော့ဆိုလို့ရှိရင်အလုံးဟာနိဗ္ဗာန်ကိုဥတည်နေကြတာနိဗ္ဗာန်ကိုဥတည်လို့နိဗ္ဗာန်လမ်းကိုရှောက်ပြီဆိုရင်ဘယ်လိုရှောက်မှာတော့ဆိုရင်ဒီလမ်းပဲတခြားဘာဝတာဝင်တွေရဲ့ဥတည်ချက်ကလည်းသူ့ဟာသူရှိကြတာပဲသူတို့ဥတည်ချက်ကဘာနဲ့ရှောက်တော့ဆိုရင်ဘုရားသခင်ထံဆုတောင်းပြီးတော့ရှောက်ကြတာဘုရားဘာသာရှောက်တဲ့လမ်းကတော့မဟုတ်ဘူးကိုယ်တိုင်ကျင့်ပြီးတော့ internet ချိန်ချင်းပေါ့ internet power တွေကိုပြောင်းလဲပြီးတော့သွားတာ external ကိုအာမကိုဘူးဘုရားဘာသာတရားတော်ပြင်ဘက်က external condition နေတဲ့ internet condition ကပို့ပြီးတော့ powerful ဖြစ်တယ်ကိုယ်အတွင်းသားမတန့်ပြတ်မဲနဲ့အပြင်ကအာကိုယုံနဲ့ဘာမှဖြစ်မလာဘူးဆိုတာဒါထင်ရှားတယ်လေ
အတွင်းနဲ့အပြင်အတွင်းလဲကောင်းအပြင်လဲကောင်းသွားပြီဆိုလို့ရှိရင်တကယ်လုံးဝအကောင်းနဲ့အကောင်းမျိုးကိုရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်သေချာတဲ့လမ်းကရှောင်းလို့ဆိုတာအခုဗုဒ္ဓမြတ်စွာဟောကြားတဲ့အပ္ပနကပฏิပဒါချင့်စဉ်ဟာသေချာတဲ့လမ်းပဲဖြစ်ပါတယ်မြတ်စွာဘုရားဟောကြားထားတော်မူခဲ့တဲ့ criteria လို့ခေါ်တဲ့စံဒါလည်းပဲကိုယ့်ရဲ့နှလုံးသားဖြူစင်မှုလောဘဒေါသမောဟငြိမ်းအေးချောင်းဖြစ်တဲ့တရားသည်မှန်ကန်တဲ့တရားဘုရားဟောတရားအစစ်လောဘဒေါသမောဟကိုမငြိမ်းစေတတ်ဘူးအကုသိုလ်တွေကိုတိုးပွားစေတတ်တယ်ကုသိုလ်တွေကိုယောနေသွားအောင်လုပ်တယ်ဆိုတဲ့ဤစနစ်ဒီတရားဓမ္မတွေကမှန်ကန်တဲ့တရားမဟုတ်ဘူးလို့အလုံးမှန်ကန်မှုမမှန်ကန်မှုဆိုတာဘာနဲ့တိုင်းတိုင်ရမလဲဆိုရင်ဒီဤစနစ်နဲ့ဘုရားမြတ်စွာကမိသေးတော်ဂေါတမီကြီးဟောသွားတဲ့ပေထံပေါ့တနည်းအားဖြင့် criteria စံနှုန်းနဲ့ဆုံးဖြတ်ထားတို့ပြိဋိဘံသံဃာနီးခရီးအကြွမှာမဟာပရိသလို့ခေါ်တဲ့ဒီစံနှုန်းတွေနဲ့ဒါတွေနဲ့ကိုယ်သေးချာတဲ့လမ်းကိုလျှောက်လှမ်းနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း